Okay ဟိုအထောင်ကြည့်အောင်တင်တန်းကဒါမျိုးပေါ့နော်ဒီကျွန်တော်ယုံကြည်တဲ့တင်တန်းဒီ2ရက်တာ3ရက်တာဒါမျိုးပေါ့ကျွန်တော်တို့စေကန်းကိုသွားတယ်စေကန်းကိုသွားတဲ့အချိန်အဖြစ်တယ်ညာဖြစ်တယ်လို့ဆရာဝန်ကိုပြောပြတဲ့အချိန်မှာဆရာဝန်ကကျွန်တော်တို့ရဲ့ယောဂါကိုစမ်းသပ်ပြီးမှဒီချိန်မှာတော့ဒီစေတောက်ဒီချိန်တော့ဒီစေတောက်ဒီအစားစာကိုရှောင်းစားမပြောနဲ့ရှောင်းရင်ပြောနော်ဒီစားစာကိုရှောင်းဆိုโอเคပြောလိုက်မယ်ကျွန်တော်ပြန်လာမယ်ဆရာမဒီချိန်ဒီစေတောက်ဒီချိန်ဒီစေတောက်ဒီချိန်ကိုဒီစားစာရှောင်းလို့ပြောလိုက်တာကိုလူနာကဘာလိုက်လို့ရမလဲလိုက်မလို့ရှိရင်ဒီဘေရာမေတော်မေနေဟုတ်တယ်နော်လိုက်မလို့ရှိရင်ကျွန်တော်ဘာဖြစ်တော့အဲ့တချင်းဆိုရမှာပြောချင်တာဟုတ်ပြီကျွန်တော်တို့တိပြီးတိတယ်ဆိုဘာလို့ရမလဲလိုက်ပြီးမှဟုတ်ရအဲ့ဒါကိုတက်ကထားတယ်တင်တန်းလာတက်ပြီးမနှက်ပြန်ကြရင်တန်ဝင်းရလူတွေအကုန်လုံးတင်တန်းခမ်းပါတယ်မှာရှိတဲ့သူကုန်လို့ရဟန္တာဖြစ်သွားပြီဟုတ်လားဟုတ်ဘူးနော်ရဟန္တာဖြစ်ချင်တော့အရင်ဆုံးလီဘေရာပဲအရင်ဆိုရမှာနော်လီဘေရာပဲဒါပြောချင်တာကျွန်တော်တို့စေကသွားလို့ရှိရင်ဆရာဝန်ကညွှန်ကြားချက်ပေးလိုက်လို့ဒီတင်တန်းကနေကျွန်တော်တို့ကိုယ့်ရဲ့ဝိညာဉ်ရေးရာတိုးတက်ဖို့ကိုယ်နဲ့ဖခင်နဲ့နီးစပ်ဖို့ကိုယ့်ဘဝအတ္တတာဖခင်သခင်ရဲ့ကျေးဇူးတော်နဲ့ဘလို့သွားလာရမလဲဆိုတဲ့အရာကိုကျွန်တော်တို့ကသင်ယူတယ်သင်ယူပြီးဘာလုပ်မလဲဆိုရင်ဘဝအတ္တတာမှာဘာလုပ်ရမလဲမေ့ပြေးရမယ်ဟုတ်ပါဘူးဘာလုပ်ရမလဲလိုက်လုံးတိုင်းကျင့်ရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကတရက်တာဘလို့စမလဲမင်းကကလေးတွေပြောမှကျွန်တော်ကအဲ့ sharing လုပ်တာနားထောင်တာပို့ပြီးတန်ဖိုးရှိရနော်သူတို့ပြောတယ်ဗါလဲတော့တန်ရှင်းသောဝိညာဉ်တော်ဖခင်ကိုမယုံဘူးတဲ့အေးကျေးဇူးတင်တယ်လို့ငါတို့လည်းငယ်ငယ်ကမယုံဘူးမယုံဘူးဆိုတော့ကြားမှာဘာဖြစ်တာတော့မကြားဘူးလားမကြားဘူးရင်မယုံဘူးကျမ်းစာမှာလည်းပြောထားတယ်ယုံကြည်ခြင်းဒီဘယ်ကစလဲဆိုရင်ကြားနာခြင်းကစတယ်တဲ့ကြားနာခြင်းမရှိလို့ရှိရင်ကျွန်တော်ဘာဖြစ်တာတော့မယုံဘူးအဲ့တော့ကဘာဝကျမ်းကိုဖွင့်ကြည့်အောင်ကဘာဝကျမ်းဆိုဖွင့်ခက်မဖွင့်ရဘူးကျမ်းစာကိုဖွင့်လိုက်လို့ရှိရင်ဘာဖြစ်တာတော့ရောက်ပြီကဘာဝကျမ်းခန်းကြီး1မှာအစာဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတရံမရှိလွတ်လပ်လဟာဖြစ်နည်းနည်းသောအယက်မှမောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားဖန်ဆင်းခြင်းမစခင်မှာဘသူအရင်ပေါ်လာလဲဘသူအရင်ပေါ်လာလဲအစာဦး၌ဘုရားသခင်သည်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏အဲ့ဒီနောက်မှာဘာပေါ်လာလဲတန်ရှင်းသောဝိညာဉ်တော်သည်ဘယ်မှာလှုပ်ရှားလာလဲတော့မြေရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတာအစာဦးကလေးကဘသူရှိနေလဲဆိုရင်ဖန်ဆင်းခြင်းမှာကဘသူပါလဲဆိုတန်ရှင်းသောဝိညာဉ်တော်ပါနေတယ်တန်ရှင်းသောဝိညာဉ်တော်မပါလို့ရှိရင်အစာပြုလို့မရဘူးโอเคနော်အဲဝိညာဉ်တော်ကြီးမျက်နှာပြင်မှာလှုပ်ရှားပြီးဆိုရင်ဘုရားသခင်အလင်းဖြစ်စေအမောင်ဖြစ်စေနေဖြစ်စေညဖြစ်စေကိုဖြစ်စေမိုးကောင်းရင်ဖြစ်စေအကုန်လုံးဘာဖြစ်တာတော့ဖန်ဆင်းတာပထမအောင်ဆုံးဘုရားသခင်ရဲ့ဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ကဘယ်မှာလှုပ်ရှားတယ်အမြဲတမ်းဘဝအစဘဝရဲ့အစတကောလက္ခဏာရဲ့အစတိုင်းမှာဘသူပါတယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်ပါတယ်ဟုတ်ပြီသခင်ယေရှုကအသက်30ပြည့်သွားတယ်သခင်ယေရှုကအသက်30ပြည့်ပြီးတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်တရားဒေသနာစပြီးဟောရတော့မှတရားဒေသနာစပြီးမဟောခင်မှာသခင်ယေရှုဘာလုပ်လဲဆိုရင်စေကြောခြင်းခံတယ်စေကြောခြင်းခံတဲ့အချိန်မှာဘာပွင့်တယ်လဲကောင်းကင်တကားပွင့်တယ်ပွင့်ပြီးမှသူ့ဘောမှာဘာတက်ရောက်တယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်တက်ရောက်တယ်တန်ရှင်းသောဝိညာဉ်တော်တက်ရောက်ပြီးတဲ့အချိန်ကျမှသခင်ယေရှုကဘာစဟောတယ်တရားဒေသနာစပြီးဟောတယ်အဲကြောင့်ဝိညာဉ်တော်သည်တဲ့သခင်ခရစ်တော်ကိုဘယ်ကိုခေါ်ဆောင်သွားလဲတောခန္ဓာရကိုခေါ်ဆောင်သွားတယ်သခင်ခရစ်တော်ရဲ့ဘဝအတ္တတာတစ်ခုလုံးကဘသူအားဖြင့်ဥဆောင်ခြင်းခံရတယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဥဆောင်ခြင်း
ခံရတယ်ကောင်းကင်တရားဓမ္မတော်ကမေရော့စီကိုကြွလာပြီးပြောတယ်တင်သည်တဲ့ဘသူအားဖြင့်တယ်တော့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဘာယူပါနဲ့တော့ပရိသေတွေဆွဲယူရဲတဲ့တားယောက်ျားကိုဖောင်းမြင်လိမ့်မည်တဲ့နော်တပည့်တော်ကြီးတွေသခင်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့အချိန်မှာကြောက်လို့ပေါင်းနေတဲ့တပည့်တော်ကြီးတွေအပေါ်မှာဘသူဆင်းသက်လဲတန်ရှင်းသောဝိညာဉ်တော်ဖရာဆင်းသက်တဲ့အချိန်မှာတပည့်တော်ကြီးရဲရင်လာပြီးမှဘာလို့တရားစပြီးမှဟောတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အစတိုင်းကဘသူနဲ့စရမလဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်ဖရာနဲ့စရမယ်မနဲ့မိုးလင်းတာနဲ့ကျွန်တော်တို့ဘသူအတွက်ပထမဦးဆုံးအချိန်ပေးရမလဲဆိုတန်ရှင်းသောဝိညာဉ်တော်ဖရာအတွက်အချိန်ပေးရမယ်ကမ္ဘာဦးအစမှာဘသူနဲ့စလဲသခင်ခရစ်တော်ရဲ့ mission အစဘသူနဲ့စလဲအသင်းတော်ရဲ့အစဘသူနဲ့စလဲကျွန်တော်တို့နေ့စဉ်ဘဝတက်တာအစဘသူနဲ့စရမှာလို့အဲ့ဒါလို့မနေ့တိုင်းတန်ရှင်းသောဝိညာဉ်တော်ကိုအချိန်ပေးဖုံးစမကင်နဲ့ထားတာနဲ့မောရာကျေးဇူးတင်တယ်နော်အဲ့တော့ကျွန်တော်အများနဲ့ပြောလို့ရှိတယ်နိုးတာကခန္ဓာနဲ့စိတ်နဲ့ဘယ်ကအရင်နိုးလဲစိတ်ကအရင်နိုးအဲ့ရမထားခင်မှာစိတ်ကဘာဖြစ်တာလဲထားခြင်းနဲ့မထားခြင်းဘူးဆိုဘယ်ကစိတ်ဆုံးဖြတ်တာလဲစိတ်ကအရင်ဘာဖြစ်တာလဲနိုးတာနော်စိတ်ကအရင်အဲ့စိတ်ကပထမအဆုံးနိုးတာနဲ့တင့်ရဲ့တရက်တာကဘု து စီမှာအနံမိသားဖြစ်ရမလဲဆိုတန်ရှင်းသောဝိညာဉ်တော်ဖရာစီမှာဘာဖြစ်တာလဲအနံမိသားဖြစ်ရမယ်အဲ့ဒါဆိုရင်တန်ရှင်းသောဝိညာဉ်တော်ဖရာကဘာလဲဆိုတကောလက္ခဏာအဲ့တရက်တာကိုဘယ်သူကဥဆောင်သွားမလဲဆိုတန်ရှင်းသောဝိညာဉ်တော်ကဥဆောင်သွားမယ်တန်ရှင်းသောဝိညာဉ်တော်ဥဆောင်ခြင်းခံရတဲ့သူကဘယ်သူကိုရှ िख ိုးကိုးကွယ်မလဲဆိုယေရှုခရစ်တော်ကိုရှ िख ိုးကိုးကွယ်မယ်အဲ့ကြမှာချတော့ငါသည်ယေရှုနာမ၌ကျမ်းမာသောသူဖြစ်ငါသည်โอเคပုံစံนี้ဆိုစရာမလိုဘူးကိုယုံကြည်တာဟုတ်ပါဖြစ်တာတော့ကိုဆိုရမှာဟုတ်ပြီနော်ပုံစံนี้ဘုန်းကြီးကသင်ပေးထားတဲ့ပုံစံนี้ဆိုစရာမလိုဘူးနော်ကိုယုံကြည်တာကိုလိုအပ်တာကိုဘာဖြစ်တာတော့ဆိုရမှာအဲ့ကြောင့်မို့ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး15ခန်းငယ်50ခုဘာဖြစ်လို့ဆိုခိုင်းတယ်လဲဆိုရင်ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး15ခန်းငယ်50နဲ့ခုအဲ့ဒါခေါ်ဟဲ့လားကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး15ခန်းငယ်对လားငါတို့သခင်ဟုတ်ပြီအဲ့ဒါပဲပြောတာကျမ်းစာငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အောင်ခြင်းအခွင့်ကိုပေးတော်မူသောဖခင်သခင်၏ကျေးဇူးတော်သည်ကြီးလာစွာတကားငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့ဘာအခွင့်ကိုပေးရတော့အောင်မြင်ခြင်းအခွင့်ကိုဖခင်ကဘယ်မှာထည့်ပေးထားသလဲယေရှုခရစ်တော်စီမှာရှိတယ်ငါတို့သခင်ယေရှုခရစ်တော်အားဖြင့်ငါတို့ဘာပေးရတော့အောင်ခြင်းအခွင့်ပြန်ဆိုကြအောင်ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အောင်ခြင်းအခွင့်ကိုပေးတော်မူသောဘုရားသခင်ယေရှုတော်သည်ကြီးလာစွာဟုတ်ပြီဒါနဲ့ဆက်ပြီးမှတခါတည်းသင်ပေးလိုက်အောင်မယ်ဟုတ်ပြီကျမ်းစာဒါမျိုးပြောတယ်ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အောင်ခြင်းအခွင့်ကိုပေးတော်မူဘုရားသခင်ယေရှုတော်သည်ကြီးလာပါသည်ကားမင်းညာဟိုကောရေစစကားတော့ပြောထားတယ်ရှေ့ပေးရမလားမသိဘူးဟုတ်ကျန်းစာအဲ့လိုဖတ်ရတာမဟုတ်နော်ဒါလေးကိုဒီလိုမှတ်ထားနော်ဒါလေးကိုမှတ်ထားပြီးမှ
ရှင်လုကာခန်းကြီး1ခန်းငယ်38အဲ့တော့မှတ်ထားနော်ရှင်လုကာခန်းကြီး1ခန်းငယ်38တွေ့လားတွေ့နော်ရှင်လုကာခန်းကြီး1ခန်းငယ်ဘယ်လောက်လဲ38ကောင်းကင်တရားတမန်တော်ကမေရောစီကြွလာပြီးပါဂုံကျေးဇူးတော်နှင့်ပြည့်စုံတော်မူသောမာရိယာသခင်မအားမင်္ဂလာဖြစ်စေသတည်းဖရာသခင်သည်သခင်မ၌ကျိန်းဝတ်တော်မူ၍မိမတကာတို့တွင်သခင်မသည်မွန်မြတ်တော်မူသည်သခင်မ၏ဝမ်းတော်၌ပရိသေယူတော်မူသောဒါတွေအားလုံးကဘု து စကားလဲဆိုရင်ဘု து စကားလဲဘု து ရဲ့စကားတော့ခမည်းတော်ရဲ့စကားကောင်းကင်တရားတမန်တော်ကဘု து စီကနေအဲ့စကားကိုယူလာလဲခမည်းတော်ဘုရားစီကယူလာပြီးဘု து ကိုပြောလဲအမိမေတော်မာရိယာကိုပြောတယ်အဲ့ဒါကျွန်တော်တို့စိတ်ပြီးစိတ်တယ်ဆိုတာဘာစိုးနေရလဲဆိုကျမ်းစာစိုးနေတာအဲ့ဒါကိုကျွန်တော်တို့မှားတယ်လို့ပြောသေးရဲ့ဟုတ်တယ်နော်စိတ်ပြီးစိတ်တယ်ဆိုတော့ကျွန်တော်တို့ဘာစိုးနေရတော့ကျမ်းစာစိုးနေအမှတရားပြောချင်တာဘာလဲဆိုလို့ရှိရင်ဟုတ်ပြီအဲ့စကားတွေအားလုံးကိုအဲ့ဘုရားသခင်နှုတ်ထွက်စကားတွေအားလုံးကိုကောင်းကင်တရားတမန်တော်ကဘု து ကိုပြောလဲဆိုအမိမေတော်မာရိယာကိုပြောတယ်မေတော်ကနားထောင်ပြီးတဲ့အချိန်မှာဘာပြောလဲဆိုရင်တဲ့မာရိကကျွန်ုပ်သည်သာဝရဘုရား၏ကျွန်မဖြစ်ပါ၏ကိုရောဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေဟုဝန်ခံပြီးမှကောင်းကင်တရားတမန်တော်သည်မာရိထံမှထွက်သွားလေကောင်းကင်တရားတမန်ပြောတဲ့အရာအားလုံးကိုကိုရောဤစကားတိုင်းကျွန်မ၌ဖြစ်ပါစေလို့မေတော်ကဝန်ခံလိုက်တဲ့အချိန်ကျမှအကုန်လုံးမဖြစ်တာတော့ဖြစ်တာတင်းဒီတန်ရှင်းသောဝိညာဉ်တော်အဖြစ်ပြိတ္တိဆွဲယူရင်တားယောက်ျားကိုဟာအေးဟုတ်တယ်နော်ကျေးဇူးပဲပြန်တော့အဲ့ဒါဆိုဖြစ်မလားမဖြစ်ဘူးဂုဏ်ကျေးဇူးတော်နဲ့ပြည့်စုံတော်မူသောမာရိယာအော်အေးငါတို့ကျေးဇူးတင်တယ်ဖြစ်မလားအကောင်းရဲ့တရားတော်မှာပြောတဲ့စကားအားလုံးကိုမေတော်ကယုံကြည်ခြင်းနဲ့ကိုရောဤစကားတိုင်းကျမနိုင်ဖြစ်ပါစေလို့ဝန်ခံကြွေးကြော်လိုက်တဲ့အချိန်မှာတပြိုင်နက်တည်းကောင်းကင်တရားတမန်တော်ပြောတဲ့ကျေးဇူးတော်အားလုံးဘယ်သူစီရောက်လာဆိုမေတော်မာရိယာစီရောက်လာတယ်အဲ့တော့ကျွန်တော်တို့ကခုနကျမ်းစာကိုဖတ်တယ်ကောရိန္သုဩဝါဒစာငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ကြီးအခွင့်ကိုပေးတော်မူသောဘုရားသခင်၏ကျေးဇူးတော်သည်ကြီးလာပါသည်စကားကိုရောဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေဆိုပြီးဝန်ခံရမယ်ကြားရလားမသိထာဝရဘုရားသည်ငါဤတော်တယ်အမလေးအဲ့ဒါဝေဂါသခရစ်ယာန်ဖင်ရိုက်လိုက်ရင်တော့ထွက်တယ်နော်စာလံ23ဝေဂါသကလေးလေးဖတ်ကြတယ်ထာဝရဘုရားသည်ငါဤတော်တယ်ဖြစ်တယ်ရတယ်နော်ဝေဂါသကလေးကရတယ်အဲ့ဒီစာလံ23ခရစ်ယာန်ဖြစ်လို့ရှိရင်ဘာဖြစ်တာတော့ရတယ်ထာဝရဘုရားသည်ငါဤတော်တယ်ဖြစ်တော်မူသည်ငါသည်စင်ရမခံရကိုရောဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေဆိုဝန်ခံရတယ်နားလည်လားမသိတေမင်းအရေးတရေကြောက်တာအဲ့ဒါဆိုပြီးတရေကြောက်တာဆိုတော့တေမင်းရိတ်လွမ်းမိုးသောခြိုင်ဝမ်းတဲ့သူရှောက်ရတော့လေကျွန်တော်ကြောက်ဆိုပြီးကျွန်တော်ဘာလုပ်ရမလဲဝန်ခံရမယ်ကိုရောဤစကားတိုင်းကျွန်ုပ်၌ကျမ်းစာဖတ်ပြီးအဲ့လိုဝန်ခံရတယ်ဝန်ခံဖို့ရတဲ့ဘာရှိရမလဲယုံကြည်ခြင်းရှိရမယ်ကိုရောဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေကိုရောဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေကျွန်တော်ဝန်ခံငါတို့သခင်ယေရှုခရစ်တော်အားဖြင့်ငါတို့ကအောင်ခြင်းခွင့်ကိုပေးတော်မူသောဘုရားသခင်ဤကျေးဇူးတော်သည်ကြီးလာပါသည်စကားအဲ့ဒီကိုရောဤစကားတိုင်းဘယ်သူ၌ဖြစ်ပါစေတော့ကျွန်ုပ်၌ဖြစ်ပါစေတောင်းလျင်ရမည်ရှာလျင်တွေ့မည်ခေါ်လျင်ပွင့်လိမ့်မည်ကိုရောဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေဖြစ်ပါစေနော်လောလောလေး great ဖြစ်ပါစေအဲ့လိုပြောလို့မရအောင်ဘာနဲ့ပြောရမလဲယုံကြည်ခြင်းနဲ့ဟုတ်ပြီအဲ့ဒါမှမနေ့ကပြောတယ်နော်အမတ်ကသူလိုချင်တာဘာလိုချင်လဲဆိုရင်ကျမ်းမာခြင်းလိုချင်တယ်ဒါပေမဲ့သခင်ယေရှုကဘာပေးလိုက်တာနှ
နှုတ်ကပတ်တော်ပေးလိုက်တာဘဝမှာဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းကိုခံယူမယ်နှုတ်ကပတ်တော်ကိုယူဆောင်သွားမယ်ဆိုလို့ရှိရင်ဘာရှိရမလဲဆိုတော့ကျွန်တော်တို့အောင်မြင်ခြင်းဒီဘဝအသက်တာရောနောင်ဘဝအသက်တာအဲ့ဒါရဒီသင်တန်းမှာကျွန်တော်ပေးချင်တာဟောဒီသင်တန်းပြန်သွားရင်အကုန်လုံးထီပေါက်ပါစေကြိုက်လားဖြစ်လာမှာမဟုတ်ဘူးနော်ဖြစ်လာမှာမဟုတ်ဘူးနော်ဒီသင်တန်းပြန်သွားရင်အကုန်လုံးကျမ်းမာရေးတွေကောင်းပါစေလူကျင်လာကြကိုရောကြီးစကားတိုင်းကျွန်တော်ပြောချင်တာဟုတ်ပြီကျွန်တော်တို့သိပြီဘဝအသက်တာဘာနဲ့စမှာနော်အရှင်ဝိညာဉ်နဲ့စမှာတကယ်ဘာလုပ်ရမလဲစရဖေကကျွန်တော်တို့ဘာပေးလိုက်လဲဆိုနှုတ်ကပတ်တော်အဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဘာလုပ်သွားရမလဲယူဆောင်သွားရယူဆောင်သွားပြီးနှုတ်ကပတ်တော်ကိုကျွန်တော်တို့ဘာဖြစ်ရလဲဖတ်ရမယ်ဖတ်ပြီးရင်ဘယ်လိုကြွေးကြော်ရမလဲယုံကြည်ခြင်းနဲ့ကိုတော်ဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေကြွေးကြော်ရမယ်နော်ကိုတော်ဤစကားတိုင်းကျွန်ုပ်၌ဘာဖြစ်တာတော့ဖြစ်ပါစေဟုတ်ပြီကျမ်းစာဖတ်တယ်လို့ပြောတဲ့ချိန်ကျတော့ဒီကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုပြင်ရမယ်ကျွန်တော်တို့စိတ်ဓာတ်ကိုပြင်ရမယ်ဘာစိတ်ဓာတ်ကိုပြင်ရမယ်ဆိုတော့ကျွန်တော်တို့ကဒီလိုကြီးအယိုးဆွဲနေတာဖျားနဲ့နဲ့မားနေနော်မားနေကျွန်တော်ကအုံဝငါပေါ်မှာတင်လိုက်လို့ရှင်ဒါဒီဟာပြန်ကိုရပေးကိုမဖြစ်တော့ပေးရမယ်မပေးလို့ရှင်မဖြစ်ဘူးအဲ့စိတ်ဓာတ်ကျွန်တော်တို့ပြင်ရမယ်ကျွန်တော်ဖျားသခင်နဲ့ကျွန်တော်တို့ကသွားလာတဲ့ချိန်ကျတော့ဘာကိုပြင်ရမလဲဒီအတွင်းစိတ်ပြင်ရမယ်ကျွန်တော်ဟုတ်ပြီဖျားကြောင်တက်မယ်ပြီးလို့ရှိရင်ကျမ်းစာဖတ်မယ်စိတ်ပတိစိတ်မယ်အဲ့တော့ဖျားငါတို့ဘာဖြစ်တာတော့ပေးကိုပေးရမယ်ငါတို့ဒါလုံတဲ့အတွက်ကြောင့်မို့ဖျားကငါတို့ဘာဖြစ်တာတော့ပေးရမလားအဲ့ဒီစိတ်ဓာတ်ကိုပြင်ရမှာနားလည်လားမသိဘူးအဲ့ဒီစိတ်ဓာတ်ကိုဘာဖြစ်တာတော့ပြင်ရမှာအဲ့ဒီစိတ်ဓာတ်ကိုဘယ်လိုပြင်ရမှာလဲဆိုဖယားသခင်ဟာငါဘဝဖြစ်သောကြောင့်အခြေအနေတိုင်းမှာငါဖယားနဲ့အတူရှိနေခြင်းကဘာဖြစ်တာတော့လုံလောက်ပြီကြားရလားမသိဘူးဆိုဖယားတွေရှိခိုးရတာလကားပဲနော်ဘုန်းကြီးကပြောလိုက်မှာဖယားတော်မရှိခိုးချင်တော့နော်ကောင်လေး3ယောက်ရှိတယ်တဲ့ကျန်းစာမှာတန်ချီလာမှာပြန်ဖတ်ကြည့်အောင်မလားဖတ်ကြည့်အောင်ပါနော်ခေါက်1000လောက်ရှိတန်ဂျီလာမမားလို့ရှင်ခန်းကြီး3ဟုတ်ပါနော်ဟုတ်တယ်မလားအဲ့နာကျန်းစာစုပ်တောင်စုပ်နေလောက်ပြီတန်ဝင်းမှာခဏခဏအော်ရတာပေးလို့ခန်းကြီး3လားဟုတ်တယ်ခန်းကြီး3ရှေးတောက်ချင်တာနာရင်ငတ်ဤမရှိရမလားခန်းကြီး3ခန်းကဘယ်လောက်တော့ဟုတ်ပါဘူးစက်ခုံဟုတ်တယ်ခန်းကြီးစက်ခုံ16ကစဖတ်မှာပေါ့ရှာဒရက်โอเคတယောက်ဖတ်လိုက်ပါလားတယောက်ဖတ်လိုက်ရတော့ဟိုကမိုက်ကထောင်ထားတယ်အတန်းဝင်ပါလားကျဲဝင်ပါသူဖတ်မှာရှာရဲမေရှဲအဘေဒနေကောတို့ကလည်းအရှင်မင်းကြီးနေကူးတဲ့နေစာအကျွန်ုပ်တို့သည်ဟိယမှု၌ပြန်ရှားရမည့်အကြောင်းမရှိပါအကျွန်ုပ်တို့ကိုယ်ွယ်သောဖျားသခင်သည်မိလောင်လျက်ရှိသောမိဘတွေကအကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုရောဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ထို့သောကယ်လွတ်တော်မူသောလည်းအရှင်မင်းကြီးကိုရောဤဖျားတို့ကိုကျွန်ုပ်တို့သည်ဝတ်မပြုပါတည်ထားတော်မူသောရွှေရုပ်ထုကိုလည်းမကိုးကွယ်ပါဟုပြန်လျှောက်ကြ၏အဲ့ဒါကိုယ့်ကိုပြန်ပြီးသတိပေးနေရမယ်ဒီကျမ်းပိုက်သလားဒီကျမ်းပိုက်ကကျွန်တော်တို့ကိုယ့်ကိုပြန်ပြီးဗာပြတာတော့သတိပေးနေရနော်ကျွန်တော်ကိုယ်ကွယ်တဲ့ဖခင်ကမလုပ်နိုင်တဲ့တော့
ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကကျွန်တော်တို့ကိုဒီမီးတောက်ကနေကယ်နိုင်တယ်မကယ်ရင်လည်းအဲ့ဒီဖခင်ကိုကျွန်တော်တို့ကဘယ်သောအခါမှမစွန့်ဘူးခုနကတခြင်းကဆိုသွားပါတယ်နော်ကျမ်းမာတဲ့ခါပါတယ်ချမ်းသာမှာကိုရောကိုချီးမွမ်းမှာဟုတ်တယ်နော်စင်ရတဲ့ခါကိုမချီးမွမ်းဘူးလားဒီမှာကောင်းလေးတော့ကပြောတယ်အဲ့ဒီမီးတောက်ထဲကဖခင်ကငါတို့ကိုကယ်နိုင်တယ်ဆိုတာယုံတယ်မကယ်ရင်လည်းမဖြစ်တာတော့ယုံတယ်တဲ့အဲ့ဒီစိတ်ဓာတ်ရမှာအဲ့ဒီစိတ်ဓာတ်ရအဲ့ဒါမှဖခင်သခင်ကိုတကယ်ကိုးကွယ်တော့သူအဲ့ဒီစိတ်ဓာတ်မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်သွားဆိုဘာသာပြက်လာနားလည်လားမသိဘူးဟုတ်တယ်မအဲ့ဒါမှဖခင်ကိုတကယ်ဘာလို့ပြောသလိုကိုးကွယ်တော့သူအဲ့တော့ကောင်းလေး၃ယောက်ကိုဘယ်မှာချလိုက်တာဆိုမီးထဲမှာချလိုက်တယ်တဲ့၃ယောက်မဟုတ်ဘူးဘယ်နှယောက်ဖြစ်နေရလဲတော့၄ယောက်ဖြစ်နေရှင်ဘုရင်ကလည်းတဲ့လူ၄ယောက်တို့သည်တဲ့မတုံအောင်ပဲမီးထဲ၌ပွာလာ၍ဘေးဥပါနှင့်ကင်းလွတ်သည်ကိုငါတို့မြင်သည်တကားတဲ့မီးကငြိမ်းသလားမီးနောက်ကဘာဖြစ်နေရတော့ရှိနေတာအဲ့ကောင်လေးတွေရောဘယ်ထဲမှာရှိနေရတော့အဲ့မီးထဲမှာရှိနေတာဒုက္ခထဲမှာရှိနေတာဒါပေမဲ့လူကဘယ်နှယောက်ဖြစ်နေရလဲတော့ထားလိုက်တာဘယ်နှယောက်တော့အဲ့လိုဖြစ်နေရမှာခရိယံဘဝအသက်တာဆိုတာဒုက္ခထဲမှာရှိနေတယ်ဒါပေမဲ့ဒုက္ခကသူတို့ကအန္တရာယ်ပြုလို့ရလားမရဘူးဘယ်နှယောက်ဖြစ်သွားပြီလဲ၄ယောက်ဖြစ်သွားပြီစုံထလူကဘသူနဲ့တူတယ်ဆိုရင်ဘုရားသခင်ရဲ့သားတော်နဲ့တူတယ်တဲ့အဲဒါမို့ကိုးကွယ်သောသူယုံကြည်ခြင်းရှိသောသူစီမှာဘသူအမြဲတမ်းရှိလဲဆိုရင်ဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်အမြဲတမ်းရှိတယ်အဲ့ယေရှုခရစ်တော်ကသင်တို့ကိုဘယ်အထဲမှာသင်တို့နဲ့အတူတူရှိနေလဲဆိုဒုက္ခထဲမှာအတူတူရှိနေတာဒီနေ့မီးတော့ထဲမှာဘသူရှိနေရလဲဘုရားသခင်ရဲ့သားတော်ရှိတယ်မီးငြိမ့်ပြီးလိုက်ဆက်ပါကွာဘုရားလည်းအားတာဟုတ်တယ်နော်ကျွန်တော်တို့လိုချင်တာအဲ့ဒီဘာလိုချင်တာတော့မီးငြိမ့်တာလိုချင်ငွေတွေဖယ်ပေးဆက်ပါကိုရောရမိုးစေရနဲ့တစ်ဆင့်ဆူတောင်းတယ်ဘုရားငွေဖယ်ပေးလားဖယ်ပေးဘူးဖယ်ပေးဒီမီးတော့ထဲမှာအတူရှိရတဲ့မီးငြိမ့်တာဘယ်ဟာပိုကောင်းတော့ဘယ်ဟာပိုကောင်းတော့လူအတွေးခေါ်နေပြောမီးငြိမ့်တာပိုကောင်းတယ်အဲ့ဒါဘာဖြစ်တာတော့လူအတွေးခေါ်ဟာမီးတော့ထဲချကနေကြဘယ်ဟာဟိုးဆိုမီးတွေငြိမ့်ပြလိုက်ငါတို့ဖယားကွာကျွန်တော်တို့အဲ့လိုလိုချင်တာနော်ဟုတ်တယ်မလားကျွန်တော်တို့အဲ့လိုမျိုးလိုချင်တာအားကြောင့်မလို့ဖယားမရှိတော့ဘူးလားအဲ့ဒီမေးကအားကြောင့်ထွက်လာတာအဲ့ဒီမီးတော့ထဲမှာဖယားရှိနေတယ်ဆိုတော့ကျွန်တော်တို့ကဘာမလုပ်ဘူးလဲဆိုမြင်နိုင်တဲ့ယုံကြည်ခြင်းမရှိလို့မလေးကမ္ဘာလောကကြီးမှာဒီလောက်ဒုက္ခတွေများနေတာဖယားသခင်တကယ်ရှိလို့ရှိရင်ဆိုရယ်မေးခွန်းထွက်လာတာနားလည်လားမသိဘူးလူမျက်စိအနေနဲ့ဒီမီးတော့ကြီးကိုဘာလို့သွားစေချင်တာတော့ငြိမ်းစေချင်တာဒါမဲ့ဖယားအဲ့မီးတော့ထဲမှာဘယ်သူနဲ့အတူရှိရတော့ကျွန်တော်တို့နဲ့အတူကျွန်တော်တရားဖယားသခင်ကိုတကယ်ကိုးကွယ်မယ်ဆိုမီးရိုးဖလာဆွဲနေတဲ့အဲ့စိတ်ဓာတ်ကြီးကိုပြင်စိတ်ဓာတ်ကြီးကိုပြင်နိုဘီနာ9ရက်လုံးလို့ရှင်ဒီဟာရကိုရမှာမနေ့ကဖာသက်ခိုင်ပြောသလိုမရလို့ရှင်မဲတော့စင်ထူမလို့နော်နော်အဲ့ဒါဖြစ်သွားတာကျွန်တော်တို့ဘာမှဖြစ်လို့ဒီစိတ်ဓာတ်ကြီးမပြင်လို့ဖယားဆိုတာနားမလဲလို့ကိုးကွယ်တဲ့သူမဖြစ်လို့နှုတ်ကပတ်တော်ကိုမသိလို့ဝိညာဉ်တော်ဥဆောင်ခြင်းမခံရလို့ကျွန်တော်တို့ကပုံသေးနည်းထဲမှာအသက်ရှင်ကျွန်တော်အဲ့ဒါပြောလို့ဖြုတ်တယ်နော်ပုံသေးနည်းထဲမှာကျွန်တော်တို့ကဘာဖြစ်တာတော့မွေးရင်စေကြောခြင်းပေးလိုက်စေကြောခြင်းပေးရင်ဒီကလေးကိုရမြတ်ရချင်တာမိဘလည်းကိုရမြတ်ရမှာတာဝန်ကြည်မှာကိုရမြတ်ရဖို့မိဘပြီးပြီနော်ကိုရမြတ်ရပြီးတစ်ခါတာပြန်ရချင်သေးရတော့ခရစ်စမတ်တပည့်တော်မတေခင်လေးတာဝန်ကြည်ခြင်းလို့ပါခဏခဏကြုံတယ်ဘုန်းကြီးဘုရားမှာနော်ခရစ်စမတ်လေးဘာဖြစ်တာတော့ပ
ပေးပါခရစ်စမတ်ပေးပြီးရတယ်လစ်ပြီးဒီကောင်ပြန်မလာတော့နော်ဖခင်ကြောင့်မတက်တော့ပြီးသွားပြီနော်ပြီးသွားပြီဘုရားအော်ရမှာပေးသလိုအော်ဝါဒပြောသလိုမှတ်မိသေးလားနော်ဘာမှမမြင်တော့ပြောတာတွေများနေတော့တော့တယ်ငါအော်ဝါဒတွေအကုန်နားထောင်တယ်နော်မုံကူပေးရမှာဟုတ်တယ်နော်တပည့်တော်အဘမဖြေတာကြာပါပြီဖေဟာဘယ်လောက်ကြာပြီတော့ကွာမင်းနော်ပထမကိုရောမြတ်ရတယ်ကွာအဲ့တော့မင်းခရစ်စမတ်တော့မဖြေဘူးလားမဖြေဘူးဖေဟာတဲ့ဆင်စရာလိုက်ခေါ်တယ်တပည့်တော်ထွက်ပြေးရတယ်ပုံဘာဖြစ်တယ်ဆိုပုံတွေနေတဲ့မှာရှိမိဘတွေကလည်းကိုရောမြတ်လေးရချင်လိုက်တာအဲ့ဒါမှတပည့်တော်တို့ဘာပြောတာဝန်ကြည်မှာပါခရစ်စမတ်လေးပေးပြီးအမလေးတာဝန်ကြည်သွားပြီဟုတ်တယ်နော်တာဝန်ကြည်သွားဒါမှဒီကလေးကဖယားနဲ့ရှင်းနေလားမရှင်းဘူးဖယားကြောင့်တက်ချင်လားကျမ်းစာဖတ်ချင်လားဖတ်ချင်ပါတယ်နော်ကိုရမြတ်ခရစ်စမတ်ရပြီမှာပိုးဆိုးသွားသည်အမလေးနော်ပိုးပြီးတော့ပြောတော့ဆိုးသွားတာနော်ချောင်းရုံးမှာလည်းအဖြစ်ပြက်ရှိတယ်အဲ့ဒါချောင်းမအကြောင်းကြီးပြောနေရမကောင်းပါဘူးနော်မေတော့ကိုလို့သားလေးရတာမေတော့ယေရှုတင်လိုက်တာမေတော့ကိုလို့မဖြစ်တာနော်ရကြီးတော့စိုးတာမေတော့ကိုယ်တိုင်ပြန်ယူပါတော့မေတော့ပေးတဲ့သားဘာဖြစ်တာတော့စိုးလို့တပည့်တော်မှာကိုမိတာမားပါတယ်ဗျာဒီမှာကျွန်တော်ဘာပြောချင်လဲကျွန်တော်တို့ဘယ်ထဲမှာရှိနေတာပုံသင်နည်းထဲမှာရှိနေတာအဲ့ဒါအဲ့ကြောင့်လက်ထက်တော့လက်ထက်ရမှာဖခင်เจ้าမှာဘာဖြစ်တာတော့လက်ထက်ကိုထက်ရမှာမလေးဖခင်เจ้าလက်မထက်ရရင်ဘာလို့ဖြစ်ကိုမဖြစ်ဘူးသူများတွေလို့ဘာဖြစ်တော့အရှိဆုံးမှာထိုင်ပြီးမှလက်ထပ်ချင်တာဖခင်เจ้าလက်ထက်တဲ့နေ့ပဲဗာတက်တာဖခင်เจ้าတက်တာပြီးသွားပြီပြီးရင်မဖြစ်တာတော့ပြီးသွားပြီဘယ်ထဲမှာရှိနေလဲကျွန်တော်တို့ကပုံသေးဒီထဲမှာလုံခြုံတယ်လို့နဲ့မလုံခြုံဘူးနားလည်ပါမသိဘူးတင်တဲ့ဒါမျိုးလေးတော့ပြောတင်တယ်ဟုတ်လားဒီလောက်လေးရတော့ဘာဖြစ်တာတော့ပြောတင်တယ်တင်တဲ့လေကျွန်တော်အဲ့ဒီပုံသေးနီးထဲမှာလုံခြုံတယ်လို့နဲ့လုံခြုံသလားမလုံခြုံဘူးအဲ့ဒါမှတေကန်ကြီးကြောက်တာအဲ့ဒါမှတေသွားပြီးအိမ်မက်ကမပေးသေးဘူးနော်ဘာဖြစ်လို့မလုံခြုံလို့မလုံခြုံတေပြီးရင်လည်းကျွန်တော်တို့ဝိတရားတွေကရှိနေပြန်ကောရက်လေရမှာနော်ရက်မလဲလို့မရဘူးအခုတည်သွားတဲ့သူတွေဘယ်သူရက်လဲပြီးတော့လူမသိသူမသိတည်သွားတဲ့သူတွေဘယ်သူကရက်လဲပြီးတော့ရက်လဲမရှိလို့မိုးကောင်းကင်မရောက်ဘူးဆိုရင်ငါလည်းလာမလို့ please change ပြောင်းရအောင်ဆိုတာတမျိုးမထင်နဲ့ဘာပြောင်းခိုင်းတာကောင်းပါလေကျွန်တော်ရက်လဲတာမကောင်းဘူးလို့ကျွန်တော်မပြောဘူးဒါပေမဲ့ကျွန်တော်တို့ယုံကြည်ခြင်းကပြောင်းကိုကြောင်းရမှာဒီဟာမလုပ်ရရင်မရဘူးဆိုတာဖြစ်ကိုမဖြစ်အောင်အဲကြောင့်ရက်လဲရမှာရက်လဲနေတဲ့အတွက်ကြာစံဟင်းတိုက်ဖို့ရာအတွက်ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်အာသုဘမှာဖဲဝိုင်းထောင်းကိုထောင်ရမယ်အဲ့ဖဲဝိုင်းကရတဲ့အကောင့်နဲ့ဘာလို့မှလဲရက်လဲမှာမလေးအာကုသို့ကြီးမှဒီဝိညာဉ်ဘယ်လိုလုပ်မိုးကောင်းနေရောက်မှာလဲနားလည်လားမသိဘူးကျွန်တော်ဒါပြောမှာတင်တန်းလေနားလည်လားမသိဘူးရှင်းတော့လူတယောက်တည်လို့ရှိရင်အဲ့လူအတွက်ကျွန်တော်တို့ကတညာလုံးအတူတူရှိရတာအဲ့လူရဲ့ဝိညာဉ်အတွက်တညာလုံးမလုပ်တာလဲဆူတောင်းပေးတာကျွန်တော်တို့ကဖဲဝိုင်းထိုင်ပြီးထောင်ပြီးမလုပ်တာအကောက်ကောက်တာအဲ့ကောက်လာတဲ့ရတဲ့အကောက်နဲ့မလုပ်တာတော့ရက်လေတာအမလေးကုသိုလ်တွေမှာများမှများဘာကုသိုလ်လဲမပြောဘူးအဲ့ဒါခင်ဗျားတို့ပြောလားကျွန်တော်အဲ့ဒါတွေမချိန်နိုင်လို့ရှိရင်ခရစ်ယာန်အစစ်မဖြစ်ဘူးအဲ့ဒါလေးကိုကျွန်တော်မပြောင်းလဲနိုင်ရင်ကက်သလိတ်အစစ်မဟုတ်နော်မဟုတ်ဘူးရက်မလဲရအောင်လို့မပြောရက်လေကောင်းတယ်ဘုန်းကြီးကိုဖိတ်စာရေးအကြီးပေးသိကောင်းတယ်ကြာစံဟင်းနေမကောင်းဘူးဟိုကလေကျက်စီသမင်းကျွေးကောင်းတယ်မကောင်းဘူးလို့မပြောဘူးမလုပ်ရဘူးလို့မပြောဘူးဒါပေမဲ့မလုပ်ရင်ရောရလားရပါတယ်ဒါပဲနော်မလုပ်ရင်လည်းမဖြစ်တာတော့ရတယ်
မလို့ရဘူးလို့မပြောဘူးနော်ကျွန်တော်ဝိုင်းပြီးတရားဆွဲမှာဆိုလို့ပြောချင်တာပါလေကျွန်တော်တို့ကဘုသူအဖြစ်ကယ်တင်ခြင်းရနော်ယေရှုခရစ်တော်၏အသွေးတော်အားဖြင့်ငါတို့သည်ရွေးနှုတ်ခြင်းခံရသောသူဖြစ်တယ်ဟုတ်ပြီခရစ်တော်ကိုယုံကြည်လို့ကျွန်တော်တို့ကရက်လေလုပ်တယ်ဆုတောင်းတယ်စိတ်ပတိစိတ်တယ်မကောင်းဘူးလားကောင်းပါဒါပေမဲ့မဖြစ်မနေလုပ်ရမယ့်အရာတော့မဟုတ်ဘူးခင်ဗျာဘသူ့ဟိုမှဟိုထမင်းကျွေးဖို့ကြာစာဟင်းတိုက်ဖို့လက်ဖက်သုံးကျွေးဖို့ပိုက်ဆံမရှိလို့ခင်ဗျာနဲ့ခင်ဗျာမိသားစုပဲထိုင်ပြီးမှရက်လေဆိုပြီးလုပ်ရင်မရဘူးလားရပါတယ်ဒါပဲလေပြောချင်တာမောင်ဝင်းမြင့်ပြောချင်တာအဲ့ဒါပဲနားလည်လားမသိဘူးအဲ့ဒါပဲကော်ဖီတော့ဟိုချိန်ကနီးနေမစရပြင်ထားတာမစရသေးဘူးโอเคကျွန်တော်တို့ကအဲ့တော့ဖះကိုကိုးကွယ်တတ်တဲ့သူဖြစ်ဖို့ရအတွက်ပြောင်းရမယ်เนาะဘာပြောင်းရမလဲကျွန်တော်စိတ်နှလုံးပြောင်းရမယ်အဲ့ဒါမှကျမ်းစာဖတ်ပါလို့ပြောတာဝိညာဉ်တော်ရဲ့ဥဆောင်မှုကိုခံပါလို့ပြောတယ်เนาะအဲ့တော့ဒီမှာမိဘတွေလည်းရှိပါတယ်တော့ဆိုအိမ်ကျွန်တော်နှုတ်ကပတ်တော်ကိုစိတ်ဝင်စားပါနှုတ်ကပတ်တော်ကိုစိတ်ဝင်စားပါခေတ်ကြီးကတိုးတက်လာလို့ရှင်ကျွန်တော်ပြောမှာအဲ့နှုတ်ကပတ်တော်မရှိရင်ဖះเจ้าမှာလူရှိမှာမဟုတ်လူရှိမှာနှုတ်ကပတ်တော်ကိုစိတ်ဝင်စားပါနှုတ်ကပတ်တော်ကိုဘာဖြစ်တာတော့စာငတ်ကျွန်တော်တို့ပေးတဲ့ဩဝါဒထက်လူတွေကိုတကယ်ခွန်အားပေးတဲ့အရာပါလဲဆိုဘုရားရဲ့နှုတ်ကပတ်တော်ပဲအဲ့ဒါပဲကျွန်တော်ကိုမယူကျွန်တော်တို့ပြောနိုင်တာကပြောနိုင်တာပဲလူတွေကကြားတာကကြားတာပဲလူအယောက်1000ကြားလို့ရှင်တယောက်လောက်ပဲနှလုံးသားနဲ့ရောက်တာနှုတ်ကပတ်တော်ကကြအယောက်1000ကြားရင်1000လုံးဘာဖြစ်တော့နှလုံးသားနဲ့ရောက်တယ်အဲ့တော့ကျွန်တော်တို့လက်ထဲမှာကျမ်းစာအုပ်ကရောက်ကိုဘာဖြစ်တာတော့ရောက်ရရှိကိုရှိရအဲ့တော့ကျမ်းစာကိုဖုံးနဲ့ဖတ်တယ်ကောင်းတယ်အားမပေးဘူးနော်ဖုံးကခဏနေကြတော့ဟိုကားလဲကြည့်လေကိုရီးယားကပြောတာပါနော်ဟုတ်တယ်မလားနော်ကြည့်ရလေအဲ့ဘုရားသခင်အတွက်ကဘုရားသခင်တွေဘာဖြစ်ရတော့တီးတန့်ပဲဖြစ်ရမယ်တီးတန့်ပဲရှိရမယ်နော်တီးတန့်ပဲရှိရမယ်အဲ့လိုဖုံးနဲ့ဖတ်တာကောင်းတယ်အဲ့ဘာနဲ့ဖတ်ဖို့အားပေးလဲအားပေးတာမဟုတ်ဘူးဘာနဲ့ပဲဖတ်ရမလဲကျန်းစာโอเคခင်ဗျာဒီ iPhone 35သိန်းနဲ့ဝယ်ပြီးဒါကျန်းစာဖတ်ဖို့တီးတန့်ဆိုထားရင်တော့ very good ကျွန်တော်လည်းတစ်လုံးဝယ်ပြီနော်အဲ့ထားလိုက်အဲ့ဒါဆိုဒီပြင်ကဘာမှမသုံးဘူးဆိုရင်တော့ဘာဖြစ်တာတော့ okay နော် okay ဆက်ပြောချင်တာကျွန်တော်ဒီလောကဝတ္တကိုစာငတ်ပါနော်ဖះနဲ့သွားလာတဲ့သူဘာဖြစ်တာတော့ဖြစ်ပါနှုတ်ကပတ်တော်ကိုဖတ်ပြီးရင်ကျွန်တော်တို့ဘာလုပ်တတ်တဲ့သူဖြစ်ရပါတော့ဘာလုပ်တတ်တဲ့သူဖြစ်ရပါတော့ဝင်ခံတတ်တဲ့သူဖြစ်ရမေတော်သခင်မဝင်ခံခဲ့တာကျွန်တော်ဒီထာဝရဘုရားကြီးကြုံမှာဖြစ်ပါ၏ကိုရောဤစကားတိုင်းကျွန်တော်၌ဖြစ်ပါစေသူကဝင်ခံခဲ့ရတော့မေတော်ကဝင်ခံခဲ့တာသူဝင်ခံခဲ့တဲ့အတိုင်းဘာဖြစ်လဲသူဘဝအသက်တာမှာဖြစ်တယ်သူဘဝအသက်တာမှာโอเคနည်းနည်းဆက်ပြောလို့ရသေးလားโอเคတမန်တော်ဝတ္ထုကိုသွားရအောင်ခန်းကြီးငါတမန်တော်ကြီးတွေကသခင်ခရစ်တော်ရဲ့နာမတော်၌တရားဟောတော့သူတို့ဘာလုပ်လဲဆိုရင်ဖန်ဆီးပြီးရိုက်နေတာတွေပါဖြစ်တာတော့ရှိလားရှိတယ်မှာတမန်တော်တွေကဆက်ပြီးမှဘာဖြစ်လဲတရားဟောတယ်ဟောတဲ့အချိန်မှာအခန်းငယ်38ရောက်တဲ့အချိန်မှာဖတ်ကြည့်အောင်ယခုလည်း
ပါလေအကုန်လုံးနားလည်တော့33ကနေစဖတ်လိုက်နော်အဲ့ဆိုဒါဘာကိုပြောချင်တာလဲဆိုနားလည်တော့ထိုစကားကိုကြားလေဟုတ်ပြီတမန်တော်ကြီးရဲ့အဲ့လိုဖန်ဆီးပြီးရိုက်တဲ့ထားချက်မှာတဲ့လူတယောက်ကထပြီးပြောတယ်တဲ့ရှေ့မှာလူ2ယောက်ပါဖြစ်တာတော့ပေါ်လာတယ်ပေါ်လာပြီးမှသူတို့လူထူးခြားတဲ့သူတွေလို့ပါဖြစ်တာတော့ပြောတယ်ဒါပေမဲ့အဲ့လူတွေကပါဖြစ်တာတော့ပျောက်သွားတယ်တမန်တော်ကြီးတို့ဒီတိုင်းထားလိုက်တဲ့ဤအမှုသည်လူဤအကျံလူဤအမှုဖြစ်လျင်ပျက်စီးခြင်းတို့ရောက်လိမ့်မည်တဲ့ဘုရားသခင်ဤအကျံအမှုဖြစ်လျင်တင်တို့သည်မဖြတ်စည်းနိုင်ရလူရဲ့အကြံဖြစ်လို့ရှိရင်ဘာဖြစ်တာတော့ပျက်စီးမယ်လူရဲ့အကြံစီဆိုရင်ပျက်စီးခြင်းရောက်မယ်ဘုရားသခင်ရဲ့အကြံစီဆိုရင်ဘယ်သူမှဖြတ်စည်းလို့အဲ့ဒါကိုကျွန်တော်တရားယူအောင်အဲ့ဒါကိုနားလည်အောင်လူရဲ့အကြံစီဆိုရင်ပျက်စီးခြင်းရောက်မယ်ဘုရားသခင်ရဲ့အကြံစီဆိုရင်ပျက်စီးခြင်းကိုမရောက်စေရအဲကျွန်တော်တို့ဘဝအသက်တာမှာကျွန်တော်ဘဝမှာဖြစ်ချင်တာတွေရှိတယ်ရှိလားရှိတယ်ဘဝမှာကိုဖြစ်ချင်တာတွေထက်ဖခင်ကိုဖြစ်စေခြင်းတဲ့အရာကိုရှာဖွေရမယ်နော်ကိုဖြစ်ချင်တာတွေထက်ကိုဖြစ်ချင်တာဆိုဘယ်သူရဲ့အကြံစီတော့လူရဲ့အကြံစီဖခင်ကိုဖြစ်စေချင်တာကဘယ်သူရဲ့အကြံစီတော့ဖခင်သခင်ရဲ့အကြံစီလူရဲ့အကြံစီကဘာဖြစ်မှာလဲတော့ပျက်စီးခြင်းတို့ရောက်မယ်လေဘုရားသခင်ရဲ့အကြံစီဆိုရင်ဘယ်တော့အခါမှဘယ်သူမှဖြတ်စည်းလို့မရဘူးအဲ့တော့ဘဝမှာကိုဖြစ်ချင်တာကကိုယ့်ရဲ့အကြံစီဘုရားသခင်ကိုယ့်ကိုဖြစ်စေချင်တာကဘယ်သူရဲ့အကြံစီလဲဆိုဘုရားသခင်ရဲ့အကြံစီကျွန်တော်တို့ဘယ်အရာကိုရှာရမလဲဘုရားသခင်ရဲ့အကြံစီကိုဘယ်မှာရှာရမလဲဆိုဘဝအသက်တာမှာရှာအဲ့တော့ဘုရားသခင်ရဲ့အကြံစီကိုဘဝအသက်တာမှာဘယ်လိုရှာရမလဲတဲ့ဘုရားသခင်ရဲ့အကြံစီကိုရှာဖို့အတွက်အချက်3ချက်လိုအပ်တယ်တဲ့နံပါတ်1တဲ့ဘုရားသခင်နဲ့ယဉ်နီးသောသူဖြစ်ရမယ်ဘုရားသခင်နဲ့မလို့ရတော့ယဉ်နီးသောသူဖြစ်ရမယ်ကျမ်းစာလည်းတစ်ခါမတက်ဘူးဖျားเจ้าကလည်းပတ်စကာဝေတရားကြီးနောက်ခရစ်စမတ်ကတော့အပြင်မှာပတ်စကာကျတော့ခရစ်စုနိုင်ရမှာဆိုအထဲကိုပဲဖြစ်တာတော့ဝင်လိုက်သေးတယ်နော်အဲ့တော့ဘုရားသခင်နဲ့တော်တော်ယဉ်နီးလားမယူကျမ်းစာဆိုတာကျမ်းစာဟုတ်လားကျမ်းစာဆိုတော့တစ်ခါမှမဖတ်ဘူးဒါပေမဲ့ဘုရားသခင်ရဲ့အကြံစီကိုသိချင်ရင်တဲ့နံပါတ်1ဘယ်သူနဲ့ရှင်းနေတဲ့လူဖြစ်ရမယ်ဘုရားသခင်နဲ့ရှင်းနေတဲ့သူဖြစ်ရမယ်တဲ့နံပါတ်2တဲ့ဆုတောင်းသောသူဖြစ်ရမယ်တဲ့ဆုတောင်းတတ်သောသူကိုးကွယ်တတ်သောသူဒီခါလေကျတော့ဘုရားငါ့ကိုဘာဖြစ်စေချင်တာလဲမသိဘူးမင်းတရက်ကိုဘယ်နှနာရီဘုရားရှိခိုးတော့တပည့်တော်မအိတ်ခင်တော့ဆုတောင်းပါတယ်ဘုရားနံပါတ်1ဘယ်သူနဲ့ယဉ်နေတဲ့သူဖြစ်ရမလဲဘုရားသခင်နဲ့ယဉ်နေတဲ့သူဖြစ်ရမယ်နံပါတ်2ဆုတောင်းသောသူကိုးကွယ်သောသူဖြစ်ရမယ်နံပါတ်3နှုတ်ကပတ်ကိုယုံကြည်သောသူဖြစ်ရမယ်အဲ့ဒါဆိုသင်ဟာဘုရားသခင်ရဲ့အတန်ကိုကြားနိုင်တယ်တပည့်တော်ကိုဘုရားသခင်ရဲ့အတန်ကြားအောင်လုပ်ပေးသမှာမဟုတ်ဘူးဆရာဝန်ကဒီချိန်ဒီစေတ
တောက်ဒီစေတောက်လို့ပြောလိုက်မယ်ဘယ်သူကလောက်ရမှာတော့ဘယ်သူကလောက်ရမှာတော့ကွန့်ကိုလောက်ရမှာဟုတ်ပြီဘုရားသခင်ရဲ့အကြံစီကိုသိချင်နံပါတ်1ဘယ်သူနဲ့ယဉ်နေတဲ့သူလို့ဘုရားသခင်နဲ့ယဉ်နေတော်သူနံပါတ်2ဆုတောင်းတော်သူကိုးကွယ်တော်သူဖြစ်ရမယ်နံပါတ်3ဘာကိုယုံကြည်ရမှာလဲနှုတ်ကပတ်တော်ကိုယုံကြည်တော်သူဘာလို့ရမလဲဖြစ်ရမယ်အဲ့ဒါဆိုရင်လည်းသင်ကဘုသူရဲ့အကြံကိုကြားမလဲဆိုဘုရားသခင်ရဲ့အတန်ကိုကြားမယ်ဓမ္မရာဆိုရင်ပထမဆုံးခန်းကြီး23ပထမဆုံးဓမ္မရာဇဝင်ပထမဆုံးခန်းကြီးဘလောက်တော့23ခန်းကြီး23တွေ့ရနော်ဖိလိပ္ပိလူတို့သည်တဲ့ကိလမြို့ကိုတိုက်၍ဒီမှာဖိလိပ္ပိလူတွေကဘုရားသခင်ရဲ့လူမျိုးတွေကိုလာပြီးမှအန်ဒီရပြုတယ်ဖန်ဆီးချီနှောင်သွားတဲ့အချိန်မှာဒါဝိတ်ကသူတို့ကိုပြန်ပြီးမှကဲတင်ရမယ်ပြန်ပြီးမှမလုပ်ရမလဲတိုက်ခိုက်ရမယ်မလုပ်ခင်မှာဒါဝိတ်ဘယ်သူ့ကိုမေးလဲဆိုရင်ဘုရားသခင်ကိုမေးတယ်ကိုတော့တပိတော့ဖိလိပ္ပိလူတွေနောက်ကိုလိုက်သွားပြီးမှတိုက်ရမလားမတိုက်ရဘူးလားဘုရားကပြန်ပြောတယ်သွားလိုက်သွားလို့ပြောတော့ဘုရားကန်းလေးကထွက်လာတော့ဘယ်သူနဲ့တွေ့တယ်ဆိုသူ့ရဲ့တပည့်တွေနဲ့တွေ့တယ်အမလေးဒါဝိတ်ငါတို့မြို့ရွာမှာတော့ငါတို့သူတို့ဘာဖြစ်တာတော့မနိုင်တာကြောက်နေရတာအဲ့မြန်လိုက်သွားလို့တော့ကွာငါတို့ဘာဖြစ်မှာတော့အမောင်ကိုခြေသွားမှာဘာလို့လို့မဖြစ်နိုင်ဘူးဖြစ်နိုင်ဘူးဟာဒါဝိတ်ပဲပြန်ဝင်သွားတော့ဘုရားကန်းနဲ့ပြန်ဝင်သွားတော့ကိုတော့တပည့်တော်ဘုလိုရမယ်ဒါဘုရားပြောတယ်ဒါဝိတ်မင်းသွားကိုသွားရမယ်ငါပြောတာမင်းသွားကိုဘာဖြစ်တာတော့သွားရမယ်ဘသူရဲ့အတန်နဲ့ဘသူရဲ့အတန်လဲဘုရားရဲ့အတန်ဘုရားရဲ့အကြံစီနဲ့လူရဲ့အတန်လူရဲ့အကြံစီဟုတ်တယ်နော်ဒါဝိဒ်ကဘုရားသခင်နဲ့ယဉ်နီးတော်သူအားကြောင့်မလို့ तू ကတခုမလုပ်ခင်မှာဘသူကိုဆုတောင်းတယ်ဘုရားသခင်ကိုဆုတောင်းတယ်ကိုးကွယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားဒါဝိဒ်လိုက်သွားဆိုတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဒါဝိဒ်ဘာပြောတာတော့ယုံတယ်ဒါပေမဲ့အပြင်ထွက်လာတဲ့အချိန်မှာတန်တရားဖြစ်เสียရတယ်ရှိလားရှိတယ်လူတွေကပြောတယ်မင်းငါတို့ကိုမြို့မှာတော့ကိုသူတို့ဘာပြောတာတော့မနိုင်တာကြောက်နေရတာလိုက်ညံသွားလို့ကတော့အဲ့ဒါပါလေလူရဲ့ကြံအဲ့ဒါလားဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်အကြံစီကိုသိဖို့နံပါတ်1သင်ဘုရားသခင်နဲ့ယဉ်နေတော်သူဖြစ်နံပါတ်2သင်ဟာဆုတောင်းတော်သူကိုးကွယ်တော်သူဖြစ်မနေ့အိယာထာဝิญဉ်တော်နဲ့ကျွန်တော်တို့ကအတူတကွနေပြီးခရစ်တော်၏နာမတော်၌ကြွေးကြော်ပြီးကျွန်တော်တို့ကိုးကွယ်တော်သူဖြစ်ရမယ်ဆုတောင်းတော်သူဖြစ်ရမယ်စိုက်ကမစီးခင်ကျွန်တော်တို့ဘာလုပ်ရမလဲဆုတောင်းရမယ်စီးပွားရေးတစ်ခုကိုမလုပ်ခင်ဘာလုပ်ရမလဲဆုတောင်းရမယ်စေးမတောက်ခင်ဆုတောင်းရမယ်ဘုရားကိုတတိယရမယ်ကိုးကွယ်ရမယ်ဆုတောင်းတတ်တော်သူပြီးရင်ဘာကိုယုံရမလဲဆိုနှုတ်ကပတ်တော်ကိုယုံကြည်ပြီးမှဝန်ခံတော်သူနော်ဝင်လေးပြီးပင်ပန်းတော်သူပေါင်းတို့ငါခံသို့လာကြတော့ကိုရောဤစကားတိုင်းကျွန်ုပ်၌ဖြစ်ပါစေဟုတ်တယ်နော်စ
စိတ်ဝင်စားလားမသိဘူးအိတ်ချင်ပြီလားမအိတ်ချင်ရင်ကော်ဖီမတိုက်သေးဘူးနော်ဟုတ်ပြီကျွန်တော်ဒီလောက်ရက်ထားမှာနော်ဟောကျွန်တော်ဒီနေ့မနေ့ပြောခဲ့ရလဲများတယ်နော်အရှင်သာဝိညာဉ်တော်ဘုရားရှိလားရှိပါပါတယ်ဟဲ့တော်သေးဟုတ်ရှိတယ်နော်ဝိညာဉ်တော်မရှိရင်ကျွန်တော်တို့အသက်ရှင်လို့အစအတိုင်းပါနော်ဖန်ဆင်းခြင်းအစမှာတန်ရှင်သောဝိညာဉ်တော်ရှိတယ်သခင်ခရစ်တော်ရဲ့သာသနာပြုလုပ်ငန်းအစမှာတန်ရှင်သောဝိညာဉ်တော်ရှိတယ်အစနဲ့တခြားလုံးဥဆောင်သွားတာအသင်းတော်ရဲ့အစဘာနဲ့စလဲတန်ရှင်သောဝိညာဉ်တော်ဆက်ပြီးတစ်ဆက်ဖိလိပ္ပိကိုနောက်ကြတမန်တော်ဝတ္ထုကိုဖတ်ကြည့်ဖိလိပ္ပိကိုတန်ရှင်သောဝိညာဉ်တော်ကခေါ်ဆောင်သွားတာတို့ပေါလုကိုတန်ရှင်သောဝိညာဉ်တော်ပေါ်ပြတာတို့အဲ့မှာအများကြီးဒါသင်တဲ့ဆိုတာခဏပဲကျွေးတာဒီဟာကောင်းတယ်နော်ဆက်စားကြဆိုအဲ့ဒါပဲကျမ်းစာအုပ်တစ်အုပ်လုံးတော့ဘယ်သူမှမဖြစ်တာတော့သင်တဲ့တစ်ခုထဲမှာမသင်နိုင်ဘူးနော်ဒါကောင်းတယ်နော်ဒီလိုစားရတယ်နော်အဲ့ဒါနော်ဘုန်းကြီးကကြက်ကြော်ကြိုက်တယ်အဲ့သဘောမျိုးပေါ့နော်အဲ့ဒါကောင်းတယ်ဆိုတော့ဘဲခင်လည်းကြိုက်တယ်ဝယ်ကျွေးဖို့ပြောတာမဟုတ်ဘူးကျွေးချင်လည်းကျွေးပေါ့နော်ပြောချင်တာဒီဟာလေးကကောင်းတယ်ဘာဖြစ်တော့စားကြပါအခုသင်တဲ့ကသင်လိုက်တာလုံလောက်သွားပြီလားလုံလောက်သွားပြီလားကျန်းစာတော့အုံလုံးပါသွားပြီလားပါပါဘူးဘာဆက်လုပ်ရမလဲဆက်ပြီးမှဖတ်ရမယ်ဒါဒီလိုပဲအမြည်လေးကျွေးတာနော်ကျွန်တော်တို့ကဒီဟာကြီးပြင်ရအောင်နော်ဘာကြီးတော့စပီဒီနှလုံးသားဒီယုံကြည်ခြင်းဘာဖြစ်တာတော့ပြင်ရအောင်နော်ပိုက်ဆံမရှိဘူးလားပိုက်ဆံမရှိအဲ့ဒီနိုဘီနာ9ရက်လုံးလိုက်မရဘူးဆိုဆဲမပြေဘူးမပြေဘူးကိုတော့နိုဘီနာနောက်တစ်ခုပေးဦးနော်မဟုတ်ဘူးပိုက်ဆံရှိမရှိဖျားရှိနားရလားဒီ9ရက်ပြီးသွားလို့မရရင်လည်းဖျားကိုပါဆက်လုပ်မှာတော့ဆက်ပြီးမှရှစ်ခိုးဒီအတွက်ကိုးကွယ်နေတာတော့မဖြစ်သင့်ဟာလားလားဒီအတွက်တော့ဒါပေမဲ့ဖခင်ကကျွန်တော်တို့ကိုကူညီဆောင်မတယ်ဆိုတဲ့ယုံကြည်ခြင်းကတော့ဘာဖြစ်တာတော့ရှိကိုရှိအောင်ဒါပေမဲ့ဒီဟာလေးအတွက်မဟုတ်ဖခင်ကကျွန်တော်တို့ဘဝအတွက်နားလည်လားမသိအဲ့လိုပြောရင်လူတွေကသိမကြိုက်ဘူးခင်ဗျားတို့ကကြိုက်တယ်မကြိုက်တဲ့သူတွေကရှိတယ်ဖခင်ကကျွန်တော်တို့ဘဝအတွက်ဒီ9ရက်အတွက်ပဲမဟုတ်ဘူးဒီ9ရက်အတွက်ပဲမဟုတ်ဘူးကျွန်တော်အဲ့ဒါကိုမကြိုက်ဘူးကျွန်တော်ဒီ9ရက်ပြီး9ရက်ပြီးသွားရင်ကျွန်တော်တို့ပြီးသွားတယ်လို့ပဲဆက်ပြီးဘာမှမလုပ်တော့ဒီ9ရက်တော့မနေ့တိုင်းထားပြီးမေစာတရားတက်တယ်9ရက်ပြီးသွားရင်ကျွန်တော်ကဘာဖြစ်တာလဲမတက်တော့အေးဟုတ်ဖယားနေတိုင်းကိုးဝယ်ရမယ်ဖယားဘဝအသက်တာအတွက်ဒီအခိုက်အတန့်လေးအတွက်ပဲဟုတ်ဘူးအားကြောင့်မို့ငါတို့ဖယားငါတို့ကယ်နိုင်တယ်ဆိုတော့ဘာလို့ရှုံတယ်မကယ်ရင်လည်းရှုံတယ်အေးအဲ့ဒါဖြစ်နော်ဆိုအားလုံးကိုဖယားကောင်းချီးပေးပါစေအာမင်Okay, ဓမ္မနာဝတ္ထုခန်းကြီး6မနက်ကဟာလေးပြန်ပြီးမှ revelation ဟုတ်ပါဘူးနော် revelation ပြန်ရအောင်ဟုတ်ပြီတန်ရှင်သောဝိညာဉ်တော်ကဘယ်မှာရှိလဲကဘာဦးစာမှာရှိတယ်နော်ဝိညာဉ်တော်ကအဲ့ချိန်တက်ကရှိတယ်ခရစ်တော်ရဲ့သာသနာပြုလုပ်ငန်းအစရောဘယ်သူနဲ့စလဲဝိညာဉ်တော်တမန်တော်ကြီးတွေရောအဲ့ဒါကြောင့်မို့လေဒီသခင်ခရစ်တော်ကရှင်လုကာခန်းကြီး24နောက်ခုနတမန်တော်ဝတ္ထုကမှတ်ထားခဲ့နော်တို့ကတမန်တော်ဝတ္ထုကတိတ်မဖတ်ဖြစ်လို့ဒီတစ်ခေါက်သင်တန်းမှာတမန်တော်ဝတ္ထုကိုများများပြောနေနော်ရှင်လုကာခန်းကြီး24ခန်းငယ်49ဘာလို့ခန်းကြီး24နောက်ဆုံးခန်းထင်တယ်နော်နောက်ဆုံးခန်း49对လား Okay 48ကနေစဖတ်ကြည့်အောင်သင်တို့ဒီလဲ
ဟုတ်ပြီခရစ်တော်ကရှင်ပြန်ထမြောက်ပြီးတဲ့အချိန်မှာငါခမည်းတော်ဤခရီးလျှော်ရှိသည့်အတိုင်းသင်တို့၌ငါပြုအောင်မည်မင်းတို့တို့တပည့်တော်တွေပြုလုပ်ရမယ့်အရာကိုသခင်ခရစ်တော်ကသိတယ်ဒါပေမဲ့သူဘာပြောလဲဆိုရင်သို့တော်တို့ဖြစ်၍သင်တို့သည်ကောင်းကင်ကတကိုးကိုမခံမီတိုင်အောင်ယေရှုသခင်မြို့၌နေကြအောင်လို့ကောင်းကင်ကဘာလဲတကိုးကောင်းကင်ကဘာဖြစ်လဲတကိုးတော့ကောင်းကင်ကတကိုးမရမချင်းဘယ်မှာနေတယ်လို့ယေရှုသခင်မြို့၌ကောင်းကင်ကတကိုးဆိုတာဘာကိုပြောချင်တာတော့ကောင်းကင်ကတကိုးဆိုတာကောင်းကင်ပွင့်ပြီးမှသခင်ခရစ်တော်ပေါ်မှာဘယ်သူဆင်းသက်လဲတန်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းသက်တယ်ကောင်းကင်ပွင့်ပြီးမှတပည့်တော်ကြီးတွေပေါ်မှာဘယ်သူဆင်းသက်လဲတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တယ်ပြောချင်တာတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုမခံမယူဘဲနဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားမပါဘဲနဲ့ဘာမှမလုပ်နဲ့အောင်ကြားရလားဘယ်သူမှာခဲ့လဲဆိုသူရဲ့တပည့်တော်ကြီးတွေမှာအဲ့မှာကျွန်တော်တို့ကလည်းဝိညာဉ်တော်မပါရင်ဘာမှလုပ်လို့မရဘူးနားလည်လားမသိဘူးဝိညာဉ်တော်မပါဝိညာဉ်တော်ဘုရားမပါရင်ဘုရားရဲ့တကူတော်မပါလို့ရှိရင်ဘာမှလုပ်လို့မရဘူးအဲ့မှာတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တို့ကဘာလို့ရမလဲဆိုအရင်ဆုံးခံယူရမယ်အဲကြောင့်အသင်းတော်ရဲ့အစကလည်းတန်ရှင်းသောဝိညာဉ်တော်ပဲမေတော်သခင်မကလည်းဘုသူအားဖြင့်ပြိတ္တိယူလဲတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ပြိတ္တိယူတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒါဒီလောက်ဆိုရင်တော့သိပါပြီနော်ဒီတက်ကဆက်ပြီးရှင်းစရာမလိုတော့နေ့တိုင်းဘယ်သူနဲ့အသက်ရှင်ရမလဲတန်ရှင်းသောဝိညာဉ်တော်တကိုးတော်နဲ့အသက်ရှင်ရမယ်အဲ့တန်ရှင်းသောဝိညာဉ်တော်ရှိတဲ့သူကဘယ်သူကိုရှ िख ိုးကိုးကွယ်မလဲဆိုရင်ဘယ်သူကိုရှ िख ိုးကိုးကွယ်မလဲယေရှုခရစ်တော်ကိုရှ िख ိုးကိုးကွယ်မယ်အဲ့ဒါမို့တကယ်ခရစ်တော်ကောင်းကင်ဘုံကြောက်ကြွသွားတာကိုတဲ့ဒီမှာတပည့်တော်ကျွန်တော်ဒီလဲကိုတော်ကိုပြဝင့်ကိုးကွယ်ပြီးမှအလိုဝမ်းမြောက်ဝမ်းသာခြင်းနဲ့ယေရှုသခင်မြို့သို့ပြန်သွားကြ၏တဲ့သခင်ခရစ်တော်မိုးကောင်းကတက်ကြသွားတာကိုကြည့်မှတပည့်တော်တွေကသခင်ခရစ်တော်ကိုမလုပ်တာတော့ပြဝင့်ကိုးကွယ်တယ်ဘယ်သူကိုကိုးကွယ်တာတော့ယေရှုခရစ်တော်ကိုကိုးကွယ်ပြီးမှဘယ်ကိုပြန်သွားကြဆိုသူတို့အိမ်ကိုသူတို့ပြန်သွားကြတယ်တဲ့တော့ကျွန်တော်နေ့စဉ်ဘယ်သူနဲ့စရမလဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်နဲ့ကျွန်တော်တို့ဘဝအသက်တာကိုမလုပ်ရမလဲစရမယ်ဟုတ်ပြီနော်အခုဘာတွေပေးနေရတော့ဆေးတွေပေးနေရနော်ကိုယ်တိုင်မလုပ်ရမှာတောက်ရမှာနော်ကိုယ်တိုင်တောက်ရမှာအခုကဆေးပေးနေတာဘာလို့လုပ်ရမယ်ဘယ်လိုလုပ်ရမယ်ဘယ်လိုလုပ်ရမယ်ဆေးပေးနေဟုတ်ပြီခုနတမန်တော်ဝိထုကိုပြန်သွားရအောင်မနေ့ကပြောတယ်လူရဲ့အကြံစီကဘာလုပ်တတ်တယ်တော့ပျက်စီးတတ်တယ်တဲ့ဘုရားသခင်ရဲ့အကြံစီကဘယ်သူမှလာပြီးဖြတ်စည်းလို့အဲ့တော့ဘုရားသခင်ရဲ့အကြံစီကိုယ့်ဘဝအသက်တာထဲမှာကိုယ့်ရဲ့အကြံစီထက်ဘုရားသခင်ကိုယ့်ပေါ်မှာရှိတဲ့အကြံစီကိုဘာဖြစ်တာတော့သိဖို့ရလိုအပ်တယ်ဘုရားသခင်ကိုယ့်ပေါ်မှာရှိတဲ့အကြံစီကိုသိဖို့ရအတွက်နံပါတ်1ဘုရားသခင်နဲ့ရင်းနှီးသောသူဖြစ်ရမယ်နံပါတ်2ဆုတောင်းသောသူကိုးကွယ်သောသူဖြစ်ရမယ်နံပါတ်3ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ယုံနေမဟုတ်ဘူးတော့ဘာလို့ရမှာတော့ယုံကြည်သောသူဖြစ်ရမယ်ယုံကြည်သောသူဖြစ်ရမယ်အဲ့တော့ဒါဝိဒ်ကဘုရားကပြောတယ်ဘသူတွေကိုလိုက်တိုက်တယ်ဆိုဖိလိတိလူတွေကိုလိုက်တိုက်လူတွေကဘာပြောလဲဟာကျွန်တော်တို့တိုက်ဖို့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးဒါပေမဲ့ဘုရားသခင်ကိုပြန်သွားတယ်ဘုရားကဘာဖြစ်လဲသွားအဲ့တော့ကျွန်တော်တို့တခုခုမလုပ်ခင်ဘသူကိုအရင်မေးရမလဲဆိုဘုရားသခင်ကိုအရင်မေးရမယ်တခုခုမလုပ်ခင်ဘုရားကိုအရင်အားကိုးရမယ်ဘုရားသခင်ဆိုဘာလဲဆုတောင်းရမယ်အဲ့ဒါကြောင့်မလို့ဟုတ်ပြီဒါဝိဒ်ကလိုက်တိုက်ဆိုတော့လိုက်တိုက်တယ်ဟုတ်ပြီသခင်ယေရှုဂျက်စမာနီဥယျာဉ်ထဲမှာဘာလုပ်တာတော့ဆုတောင်းတယ်ဆုတောင်းတဲ့ချိန်ဘယ်လိုဖြစ်လဲချွေးစီရိုတယ်ပြင်းပြင်းထန်ထန်ပြောချင်တာဘာဖြစ်အောင်ပြင်းပြင်းထန်ထန်ဆုတောင်းတယ်သူဆုတောင်းတယ်နော်ကိုတော်ဖြစ်နိုင်ရင်ဤခွက်ကိုတပည့်တော်မှာလွှဲတော်မူပါတို့ရာတွင်တပည့်တော်၏အလိုမဟုတ်ပါကိုတော်၏ your will be done ကိုတော်၏အလိုတော်သာဖြစ်ပါစေ
ကိုတော်ဤအလိုတော်သာဖြစ်ပါသခင်ယေရှုကသူ့ရဲ့စန္ဒသူရှိတယ်သူ့ရဲ့အလိုသူရှိတယ်ဒါပေမဲ့ဘုသူ့ရဲ့အလိုကိုသူရှာဖွေတာတော့ဖခင်သခင်ရဲ့အလိုကိုရှာဖွေတာတခါတလေဖခင်သခင်ရဲ့အလိုကျွန်တော်တို့ဘဝအသက်တာဆိုအောင်မြင်ခြင်းကြီးပဲမပြောနဲ့ဒုက္ခခံရခြင်းလည်းပါတယ်ဟုတ်တယ်နော်သခင်ခရစ်တော်အတွက်ခမည်းတော်ရဲ့အလိုကပါတယ်တော့ဘာခံထားရမှာတော့ဒုက္ခစီရခံထားရမှာနော်ခမည်းတော်ကသခင်ခရစ်တော်ယေရှုခရစ်တော်ကယ်တင်ခြင်းအတွက်ဘာလို့သူခံရမလဲဒုက္ခစီရခံကိုခံရမယ်အဲကြောင့်မို့ကျွန်တော်တို့ကဘုရားသခင်ရဲ့အလိုလုပ်လို့ရှိရင်ငါဘဝတရမှာအောင်မြင်မယ်ကြီးပွားမယ်မှန်တယ်တခါမှတခါတလေကျရင်အဲ့အောင်မြင်ခြင်းကြီးပွားခြင်းရှင်ပြန်ထမြောက်ခြင်းကိုမရောက်ခင်မှာသခင်ခရစ်တော်ကဘုရားရဲ့အလိုတိုင်းမလုပ်ရတယ်လေဒုက္ခစီရခံရတယ်အဲ့ဒုက္ခစီရကိုဘုရားသခင်ရဲ့အလိုတော်အတိုင်းဘုရားနဲ့ပေါင်းစပ်ပြီးခံတဲ့ချိန်မှာဘာရှိလာလဲဆိုရင်ရှင်ပြန်ထမြောက်ခြင်းဆိုတာရှိတယ်ဒါအဲ့ဒီမှာကျွန်တော်တို့တခါတလေခံရတဲ့နာကျင်ခြင်းတွေအစင်မပြေခြင်းတွေကလည်းဘယ်သူရဲ့အလိုဖြစ်နိုင်နော်ဘုရားသခင်ရဲ့အလိုတော်ဖြစ်နိုင်တယ်နော်အဲ့ကြတော့နည်းနည်းရှင်းပြအောင်မယ်အားလုံးတော့ဘုရားပေါ်မှာပုံမချနဲ့နော်အားလုံးတော့ဘုရားပေါ်မှာပုံမချနဲ့အဖြစ်ပြတစ်ခုရှိတယ်တကယ်ဖြစ်တာပေါ့နော်ကောင်လေးတယောက်မိသားစုတစုမှာသားလေးတယောက်ပဲရှိတယ်အရန်ချစ်တယ်မိဘတွေကအရန်ချစ်တယ်တရက်ကြအိမ်ထဲမှာမွေတွေ့မွေရလည်းတော်တော်အစိတ်ပြင်းနေပါဖြစ်တာနော်မွေတွေ့တဲ့အချိန်မှာအိမ်ကအလုသမားကရိုက်တက်ပြီးမှအိမ်ရှင်ကိုပြအိမ်ရှင်အဲ့ဒီမွေကိုယူပြီးမှသူသားလေးကဟိုနားမှာစော့မွေလေးကိုတေသွားတဲ့မွေလေးကိုခွေပြီးမှအိမ်အပေါက်ဝမှာဖြစ်တာနော်ချထားပြီးအဖေကအိမ်ထဲဝင်ပြီးမှဘာကြည့်နေဆိုဘောလုံးပွဲကြည့်မန်ချက်စတာနော်ဗမာပြည်ကနေပါမန်ချက်စတာဘောလုံးပွဲကြည့်နေမမြင်ရအောင်ကလေးပါလုံနေဆိုမမြင်ရအောင်အဲ့တော့ကလေးကခုနသေးနေတဲ့ငွေကိုသွားကန်ပြီးမှဗဇက်ထဲကိုပါထိုးလဲဆိုလက်ထိုးတော့ဘာရှိလဲဆိုရင်မွေအစိတ်ကရှာပြီးကလေးတဲ့ဘာဖြစ်တာတော့ဝင်သွားတာအဖေကမသိဘူးအမေကလည်း Facebook ကြည့်နေတာအဖေကတယ်လီဖုန်းကြည့်နေကလေးကဘာဖြစ်တော့အဲ့နာမှာတည်သွားအတူပါကြောင့်ငိုတာအဖေကဖယားရက်ဆက်လိုက်တာဟုတ်သလားဖယားရက်ဆက်လိုက်တာလားအမေတချို့ဒုက္ခတွေကတော့လူเจ้าမို့ဖြစ်လာတဲ့ဒုက္ခတွေရှိတယ်အကုန်လုံးဘုရားသခင်ပေါ်ပုံချလို့ကျွန်တော်ချောင်းရုံးမှာတာဝန်ကြတော့ကသပင်ညက်ဆိုင်ကောင်းကရေဦးမှာပဲရှိတယ်အဲကြောင့်ဖာသက်ခိုင်ကအများနဲ့ချောနေတာရေဦးသွားအဲ့လိုရေဦးကြတာဒါတော့တကယ်ဖြစ်ပြနော်ခုနကတော့ကျွန်တော်တစင်စကားတစင်နားနဲ့ကြားလာအခုကတော့ကျွန်တော်တကယ်ဖြစ်ပြတစ်ခေါက်လည်းပြောပြဘူးအဲ့တော့ကျွန်တော်လည်းရေဦးမှာသွားပြီးသပင်ညက်တာအလှဲ့ဒါမျိုးစောင့်နေရတာဗောနော်စောင့်နေရတော့ကျွန်တော်နောက်အလှဲ့ကြမဲ့လူတယောက်ဝင်လာတယ်ကလေးနဲ့ပဲဗမာပြည်ကဖုံးသုံးတာကြောက်စရာကောင်းတယ်နော်သူများနိုင်ငံတွေအဲ့လောက်မသုံးဖုံးတိုးတက်တဲ့နိုင်ငံတွေကအဲ့လောက်ဂိမ်းမစော်တို့ဗမာပြည်ကအချိန်အလကားရတော့လေနော်အချိန်လက်ကားရတော့အမလေးချတော့ဒါလည်းပြောချင်တာတူတော့လို့နော်ကျွန်တော်အလိုက်စပင်းညက်နေတဲ့ချိန်ကျွန်တော်နောက်မှာညက်ရမဲ့လူကသူကလေးပါဖြစ်တာတော့ပါတယ်ဒါပေမဲ့ तू ကဂိမ်းဆိုင်နဲ့ရောက်တဲ့ကဘာဆော့နေလဲဆိုရင်ဖုံးထုတ်ပြီးမှဂိမ်းဆော့ကလေးကထွက်သွားပြီးဒိန်းဆိုအတန်ကြားလိုက်တယ်ဒီလူကမသိဘူးဒီလူကဘာဖြစ်တာတော့စပင်းညက်ဆိုင်နဲ့လူတွေအကုန်လုံးဘာဖြစ်တာတော့ထွက်သွားတယ်ကျွန်တော်လည်းစပင်းတစ်ချမ်းကြီးနဲ့ထွက်သွားတာတော့စပင်းတစ်ချမ်းကြီးနဲ့အတန်ကဘာဖြစ်တာတော့အကျဲဟိုကောင်ဒါပေမဲ့ तू ကထွက်မလာဘူးဗျာ तू ကဘာဖြစ်တာတော့ထွက်မလာဘူးဂိမ်းဆက်ဆော့နေကလေးကဘယ်သူတော့ပိုင်ရှင်းဘယ်သူတော့ပြောဟိုခုနကဆိုင်ထဲမှာကလေးဘာဖြစ်တော့ကလေးနဲ့ဒီဟိုလူနဲ့ဘာဖြစ်တာတော့ဒီလူလားဟဲ့လူခမရလာကြည့်အောင်လာအောင်ဆိုခေါ်ပါ तू ကထွက်လာပဲကျတော့အမလေးကျွန်တော်သားဘာမရှိတော့ဘူးလေတကယ်ဖြစ်တာကျွန်တော်မျက်စိရှိမှတကယ်ဖြစ်တာ
ဖရာသခင်ရက်ဆက်လိုက်တာဟုတ်လားဟုတ်တော့ဒုက္ခကိုအဲ့လိုတွဲအဲ့လိုခွဲပြီးမြင်ရမှာတခါတလေကျွန်တော်တို့ဘုရားသခင်ရဲ့ဘုန်းကုံတော်အတွက်ခံထားရတဲ့ဒုက္ခရှိတယ်တခါတလေလူကကျွန်တော်တို့ပေးတဲ့ဒုက္ခရှိတယ်ဟုတ်တယ်နော်ခုနကလေးမွေကြိုက်သွားတာအဓိကတာဝန်ရှိတဲ့တော့ဘယ်လိုလဲမိပါလေနော်ခုနကလေးလေးကားတိုက်ပြီးသေးသွားအဓိကတာဝန်ရှိတဲ့သူကဘယ်သူလဲနော်အဓိကတာဝန်ရှိတယ်ဒီလောက်ပဲပြောမယ်နော်ဆက်မပြောတော့နော်နားလည်လားမသိဘူးအခါအကုန်လုံးဘုရားကိုပုံချလို့တော့မရဘူးနော်ကျွန်တော်တို့လုပ်ရမယ့်ဟာကိုတော့ကျွန်တော်တို့လုပ်ရကျွန်တော်တို့တာဝန်မကြေလို့ရှိရင်ခုနအဖေတာဝန်မကြေတော့ဘယ်သူသေးသွားတော့ဒီမှာအဖေကသူ့ကလေးစိတ်ဝင်စားမနဲ့ဘာကိုစိတ်ဝင်စားလဲတယ်လီဖုန်းကိုစိတ်ဝင်စားတယ်ကလေးကဘာဖြစ်သွားလဲသေသွားတယ်ဒါဒုက္ခမှာကျွန်တော်ဟုတ်တယ်အခါလေကျတော့ကျွန်တော်အောင်မြင်ခြင်းကြည့်ပဲဘုရားရဲ့အလိုတော့မဟုတ်ဘူးဒုက္ခခံထားရတယ်လည်းဘုသူရဲ့အလိုဖြစ်နိုင်တော့ဘုရားသခင်ရဲ့အလိုဖြစ်နိုင်ဒါပေမဲ့ဒုက္ခတိုင်းတော့ဘုရားသခင်ပေါ်မှာပုံချလို့မရဘူးဟုတ်ပြီနော်အဲ့ဒါလေးဒီခွဲခွဲခြားခြားသိဖို့ပါနောက်ကျမှကိုယ့်ကိုဆက်စဉ်းစားပြီးမှအော်ဒါကဘုရားသခင်အလိုဘုံဘုံတော်အတွက်ခံထမ်းတဲ့ဒုက္ခဒါကတော့ငါတို့လူဟာပေးတဲ့ဒုက္ခနော်အဲ့ဒါကိုယ့်ကိုခွဲခြားလို့ရဟုတ်ပြီတမန်တော်ဝတ္ထုခန်းကြီး6ကိုဖတ်ရအောင်ခန်းငယ်1ကနေထိုကာလ၌ဟုတ်ပြီဒီမှာအသင်းတော်ရဲ့အစမှာယုံကြည်သူတွေကဘာဖြစ်လာလဲဆိုရင်ညားပြားလာတယ်ညားပြားလာတဲ့အချိန်မှာဒီကျွန်တော်တို့မနေ့ကပြောခဲ့တယ်ဘာလို့တစုတစည်းတဲ့အတူတူနေတယ်ရှိသမျှပိုက်ဆံတွေကိုဘာဖြစ်တော့အကုန်လုံးပုံပြီးမှထားတယ်အဲ့အချိန်မှာတဲ့တမန်တော်ကြီးတွေကလှုပ်ကြွေးရတယ်လှုပ်ကြွေးရတဲ့အချိန်မှာအပြဿနာဘာပြဿနာစတက်လာလဲဆိုရင်မနေ့ကဖာသာတက်ခိုင်အဆုံးသတ်သွားတဲ့ပြဿနာဘာစားစားဘာပြဿနာလို့အစားဣသရေလလူမျိုးတွေအဂုတ္တုပြည်ကနေထွက်လာတာပထမဦးဆုံးတက်တဲ့ပြဿနာငါတို့စားစရာဘာမှမရှိတော့ဘူးဝတ်ဆောင်ဝတ်လို့ဘာကျွေးမှာတော့အဓိကကျွန်တော်ကဘာပဲတောက်တော့ပြီးအရင်ဆုံးစဉ်းစားလဲအစားတော့ပဲအရင်ဆုံးဓမ္မောင်းဘုန်းကြီးကငါတို့စောင်းပြောနေစောင်းပြောစရာမရှိဘူးဒီလူနဲ့ဒီလူပဲရှိတော့တဲ့ဘာဥပအစ္စရာဟဲလူမျိုးတွေစပြီးပထမဆုံးတက်တဲ့ပြဿနာပါလို့အခုအသင်းတော်ရဲ့အစမှာပထမဆုံးတက်တဲ့ပြဿနာပါတော့အစားတော့ပြဿနာနော်ကြည်တဲ့ဘယ်ဟဲလဘယ်သူတွေတော့ဟဲလနဲ့အမျိုးမုံဆိုးမာတို့ကိုမလောက်ကျွေးဟုထိုအမျိုးတို့သည်ဤတန်၍ဟေဗြဲလူတို့ကိုအပြင်းတင်ကြရအမလေးမျက်နာလိုက်တာနော်ဟင်းထဲတဲ့လူကသူ့အမျိုးကြအများကြီးထည့်ပေးတယ်ငါကြတော့အသားတုံးနဲ့အဲ့ပြဿနာဘာဖြစ်တော့အသင်းတော်ရဲ့အစမှာတက်ပြီးဘာအစားစာတော့ဘာပြဿနာလဲအစားစာရဲ့ပြဿနာတက်တဲ့ချိန်ကျတော့တပည့်တော်ကြီးကပြောတယ်ငါတို့ဒီပြဿနာကိုတော့ထိုင်ပြီးရှင်းနေလို့မရဘူးအဲ့တော့ငါတို့ဘသူတွေကိုစပြီးရွေးကောက်မလဲဆို
ဘယ်သူတွေကိုစပြီးရွေးကောက်လဲတန်ရှင်းသောဝိညာဉ်တော်နှင့်၎င်းပြည့်စုံသောဟုတ်ပြီတော်တော်လက်ပြီးတော့ဥပဇင်းဆိုအဲ့မှာစပေါ်လာဒီကန်နေစပြီးမှပေါ်လာအဲ့ချိန်မှာ9ယောက်ရွေးကောက်တယ်သူတို့ထဲမှာ9ယောက်ထဲမှာတိတိတသာထင်ထင်ရှားရှားကျွန်တော်တို့နဲ့ရင်းနှီးတာဘူးဆိုလဲဆိုစတီဗင်နဲ့ဖိလစ်ပုဟုတ်တယ်နော်အဲ့မှာဘယ်လိုရေးထားလဲတထေဖန်ဆိုတာဘာလို့လဲစတီဗင်နော်စတီဗင်ပါလာတယ်ဟုတ်ပြီအဲ့တော့တပည့်တော်ကြီးအဲ့ဒီဥပဇင်းဒီကန်9ပါးကိုစပြီးရွေးကောက်ပြီးမှတမန်တော်ကြီးတွေကဘာပြောလဲဆိုငါတို့မူကားတဲ့စူတောင်းပထနာပြုခြင်းနှုတ်ကပတရားတော်ကိုတွေ့လားအခန်းကြီး6ခန်းငယ်4ငါတို့မူကားစူတောင်းပထနာပြုခြင်းနှုတ်ကပတရားတော်ကိုဟောပြောခြင်းအမှုတို့ကိုသာအမြဲပြု၍နေမည်ဟုဆိုကြ၏အဲ့ဒါကျွန်တော်တို့ယူရမယ့်တရားတမန်တော်ကြီးကပြောတာငါတို့ကဘာလို့ရအောင်မလဲဆိုစူတောင်းပထနာပြုခြင်းနဲ့နောက်ဘာလို့ရမလဲနှုတ်ကပတရားတော်ကိုဟောပြောခြင်းတဲ့ဘုရားသခင်ရဲ့အလိုတော်ကိုသိခြင်းတဲ့သူကလည်းဘုရားသခင်နဲ့ဘာဖြစ်တာတော့ရင်းနှီးရမယ်တဲ့နောက်ဆုတောင်းတဲ့သူဖြစ်ရမယ်တဲ့ကိုးကွယ်တဲ့သူဖြစ်ရမယ်တဲ့နောက်ဘာကိုယုံကြည်ရမလဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယုံကြည်ရမယ်အဲ့အချက်၃ချက်လုံးတမန်တော်ကြီးတွေမှာရှိလားရှိတယ်အဲ့ကြောင့်မို့သူတို့ဘာပြောလဲငါတို့အမှုကားတဲ့ဆုတောင်းခြင်းအမှုနောက်ဘာလဲတော့နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်းအမှုကိုငါတို့လုပ်ရမယ်အဲ့ဒီအရာတွေကိုကြော်လွန်ပြီးမှဒီစားရဲတောက်ရဲကိုငါတို့ပထမဦးစားပေးလို့မရဘူးတဲ့အဲ့တော့ကြောင့်မို့ငါတို့ဘသူတွေကိုထပ်ပြီးရွှေကောက်မလဲဆိုငါတို့ကိုကူညီမဲ့ဥပဇင်းတွေကိုထပ်ပြီးငါတို့မလုပ်မလဲရွှေကောက်မယ်တဲ့ဓမ္မမိတ်ဆွေတို့အလုတ်များလို့ဆူတောင်းဖို့အချိန်မရှိဘူးဆိုတာမရှိပါနဲ့လို့ကျမ်းစာကသွန်သင်တာဟုတ်တယ်နော်ဒါပေမဲ့ဒီအလုတ်ဘာဖြစ်တော့တအားများလာပြီများလာတဲ့ကြောင့်မို့ဘာလို့ဖို့အချိန်မရှိတော့ဘူးဖြစ်သွားတယ်သူတို့ဆူတောင်းဖို့အချိန်မရှိတော့ဘူးနှုတ်ကပတ်တော်ကိုဝင်ငှဖို့အချိန်မရှိတော့သူတို့ချက်ချင်းဝิญဉ်တော်ကသူတို့ပေါ်ပြတယ်ဒီဟာဒီဟုတ်ကိုတော့မဟုတ်တော့ဘူးငါတို့အတွက်အရေးကြီးတာဘာတော့ဆူတောင်းခြင်းနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဝင်ငှခြင်းပြည်ရန်ဘဝအသက်တာမှာအရေးကြီးဆုံးကပါလေဘုရားသခင်ကိုဆူတောင်းခြင်းကိုးကွယ်ခြင်းနဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်းအခြားအရာတွေကဘာဖြစ်ရမလဲဆိုနံပါတ်1ဖြစ်ရကြားရလားအိတ်ချင်လားဟုတ်တယ်နော်အခြားအရာတွေကကျွန်တော်တို့အဲ့နံပါတ်1နေရာကိုဘာဖြစ်တာတော့ယူသွားတယ်နော်ယူသွားတယ်နေ့စဉ်နေ့တိုင်းဘာနံပါတ်1ဖြစ်ရမလဲကြည့်အောင်ဘာနံပါတ်1ဖြစ်ရမလဲဆူတောင်းခြင်းနဲ့နှုတ်ကပတ်တော်ကိုโอเคကျွန်တော်တို့ကစမဟောသေးဘူးပေါ့အဲ့တော့ကျွန်တော်တို့နှုတ်ကပတ်တော်နေ့တိုင်းဘာလုပ်ရမလဲဖတ်ရမယ်နှုတ်ကပတ်တော်ကိုနာယူရမယ်အဲ့ဒါကျွန်တော်တို့ကနံပါတ်1လား2လား1အခြားအရာတွေကနံပါတ်1နော်အမကျွန်တော်ဘဝအသက်တာမှာဒီနေ့ကျမ်းစာကကျွန်တော်တို့တရားပေးတာပါလဲဆိုရင်အလုံးများလို့ဒါတော့အများနဲ့သတိပေးနေရတဲ့ဟာကျွန်တော်တို့ပေးနေကြ reason တစ်ခုကဘာတော့ဘာလို့ဖျားမရှိခိုးဖြစ်တာတော့ရှိခိုးခြင်းနဲ့သိလားဘာဖြစ်လို့တော့မအားလို့အချိန်ကဘာဖြစ်တာတော့မရှိဘူးနော်နော်ဖျားကြောင့်တက်မှာတက်ချင်တယ်ကိုတော့ဒါပေမဲ့ဘာမှဖြစ်လို့တော့မအားလို့အေးခဏနေတေးအောင်ဟေးနေအောင်မအားသေးဘူးမတေးလို့ဘာဖြစ်တာတော့မရသေးဘူးပြောလို့ရလားမရဘူးနော်မရဘူးအဲ့တော့ဒီကျမ်းပိုက်ကျွန်တော်သိပါတယ်အိတ်ချင်နေတာဘာလို့ဆိုကျွန်တော်လည်းအိတ်ချင်နေလို့ဒီချိန်ကအိတ်တဲ့ချိန်ဖြစ်နေပြီလေနော်ထမင်းကလည်းခုနတိတ်စားမကောင်းတော့နှစ်ပွဲပဲစားလိုက်တာဆိုခါတိုင်းဆိုသုံးပွဲစားနေကြဟုတ်ပြီနော်တမန်တော်ကြီးတွေဘာကိုဦးစားပေးလဲဆူတောင်းခြင်းနဲ့နှုတ်ကပတ်တော်ဟောပြောခြင်းကိုဘာလို့လာတော့ဦးစားပေးတယ်အဲ့ကြောင့်မို့ဘာတိုးပွားလာလဲဆိုအသင်းတော်ကတိုးပွားလာအသင်းတော်မှာပရိဟိတလုပ်ငန်းတွေလည်းပဲပြည့်နေလို့မရဘူးနော်အဲ့ဒါသိရမယ်နော်ကျွန်တော်အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်ပြီဆိုပရိဟိတအရင်လုပ်ဖို့မဟုတ်ဘူးနော်ဘာအတွက်လဲဆိုဆူတောင်းဖို့နဲ့ဘာအတွက်တော့
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဝေငါတတ်သိခံဖို့အဲ့ဒါနံပါတ်1အဖွဲ့အစည်းတိုင်းရဲ့ဥပဒေနံပါတ်1ကအဲ့ဒါပဲဖြစ်ရမယ်နော်ခင်ဗျားတို့အဖွဲ့အစည်းကိုတိုးတက်ချင်တယ်ဆိုရင်ခင်ဗျားတို့အဖွဲ့အစည်းကအတူတူဆူတောင်းတဲ့အဖွဲ့အစည်းပါဖြစ်တာတော့ဖြစ်ရမယ်အတူတူနှုတ်ကပတ်တော်ကိုခံယူပြီးနှုတ်ကပတ်တော်ကိုဝေငှတဲ့အဖွဲ့အစည်းဖြစ်ရမယ်အဲ့ဒါဆိုအဲ့အဖွဲ့အစည်းကတိုးတက်ပြီးသိကြတယ်ဘာဖြစ်တော့ကျမ်းစာကအဲ့လိုပြောထားလို့ကိုရောဤစကားတိုင်းကျွန်ုပ်နိုင်ဖြစ်ပါစေအဲ့တိုင်းကကျမ်းစာကအဲ့လိုပြောထားတော့အဲ့လိုပဲဖြစ်မှာကျွန်တော်တို့သာသနာမှာရှိတဲ့အဖွဲ့အစည်းတွေကမတည့်ဘူးဆိုတာဘယ်နှခေါက်များအတူတူဆူတောင်းဘူးလဲဘယ်နှခေါက်အတူတူဆူတောင်းဘူးလို့ဘယ်နှခေါက်အတူတူကျမ်းစာဖတ်ဘူးလို့ဘယ်နှခေါက်အတူတူကျမ်းစာဝေမျှခြင်းလုပ်ဘူးလို့ဘယ်နှခေါက်အတူတူကျမ်းစာတသက်ခံတာလုပ်ဘူးလို့ဘယ်နှရက်များအတူတူဆူတောင်းဘူးလို့ဝတ်ဆောင်ဝဲဘယ်နှခါလုပ်ဘူးလို့ဟာတေးရောကျေးဇူးပဲတော့ဝင်းလောက်တာသူတို့ဟိုမှာနိုးသွားပြီအဆင်ပြေလားအဲ့နဲ့အဆင်ပြေလားဒီကောင်လောက်တာပဲရောက်တော့မသိဘူးโอเคကျွန်တော်ပြောတာနားလည်လားမသိဘူးเนาะနားလည်လားနားလည်ရင်ဒီခဏတော့မယ်เนาะအဲ့ဒါပဲကျွန်တော်တို့ကโอเคအဖွဲ့အစည်းပြီးတဲ့အချိန်မှာကိုမိသားစုကိုပြန်ကြည့်เนาะနားထောင်ကြအောင်ကိုမိသားစုကိုပြန်ပြီးမှကြည့်ကျွန်တော်မိသားစုအဆင်မပြေဘူးလို့ပြောလို့ရှိရင်မိသားစုကအတူတကွဘယ်နှခါဆူတောင်းဘူးလေအတူတကွဘယ်နှခါကျမ်းစာဖတ်ဘူးလေအတူတကွဘယ်နှခါကျမ်းစာဝေမျှခြင်းလုပ်ဘူးလေအဲ့ဒါနဲ့ဘာလို့ပြန်ပြီးမှစမ်းစစ်ရမှာအသင်းတော်ကအဲ့လိုပဲပါဖြစ်တာတော့စခဲ့โอเคတော့အိမ်ငိုက်လည်းပြေသွားပါပြီเนาะခုနကကျန်းလည်းလှုပ်လိုက်တော့เนาะဟုတ်ပြီအဲ့ဒါနဲ့ကျွန်တော်ကျမ်းစာကိုဆက်ဖတ်တဲ့အချိန်ကျတော့တမန်တော်ဝတ္ထုအခန်းကြီး8ကိုရောက်သွားတယ်เนาะနည်းနည်းကြော်လိုက်အောင်ခုနရွေးကောက်တဲ့ဒါပေမဲ့ဒီဥပဇင်းကြီးခုနပါးမှာနာမည်အရှိဆုံးကဘယ်သူလဲဆိုရင်စတီဗင်တတိပန်အဲ့တတိပန်ကဘာလို့ဆက်ခံရလဲဆိုပထမဦးဆုံးသူကယုံကြည်ခြင်းအတွက်ဘာလို့ခံရလဲဆိုရင်အသေးခံရတယ်အဲ့တော့သူ့အကြောင်း54မှာနည်းနည်းဖတ်ကြည့်အောင်ခုနှစ်54ရှစ်ကိုမဖတ်သေးဘူးခုနှစ်54ထိုစကားကိုကြားလျင်အဲ့ဒါဘာလဲဆိုရင်တတိပန်စတီဗင်ဘာလို့ခံရတဲ့အကြောင်းနော်အသေးခံတဲ့အကြောင်းလို့ပြောရအောင်နော်အသက်ခံရတာဆိုတမျိုးကြီးအဲ့ဒါကြီးမကြားချင်လို့နော်အသေးခံတဲ့အကြောင်းဘာအတွက်အသေးခံတာတော့တရားတော်အတွက်ယုံကြည်ခြင်းအတွက်ဘုရားသခင်ရဲ့ဘုန်းကုံတော်အတွက်ဘာဖြစ်တာတော့အသေးခံတာသူကသရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝတယ်တဲ့ပြည့်ဝတဲ့အချိန်မှာဘာပွင့်တာကိုတွေ့ရလဲဆိုကောင်းကင်ပွင့်တာကိုတွေ့ရတယ်တဲ့ခမည်းတော်ကိုသူဘုရားသခင်ကိုတွေ့ရတယ်ဘုရားသခင်ရဲ့ဘယ်ဘက်မှာလဲတော့
လက်ရဘက်မှာမရှိတော်မူသောဘုသူကိုတွေ့ရတယ်ယေရှုခရစ်တော်ကိုတွေ့ရတယ်ဘုရားသခင်ကဘုန်းကုံတော်ကိုဘုရားသခင်ကလူကဘုရားသခင်ကဘုန်းကုံတော်ကိုမြင်ပြီးမှဘာဖြစ်တာတော့အသက်အသေးခံအသေးခံဟုတ်ပြီတတိအဲ့တော့အသေးတော်မှာညင်မှန်နှိပ်စက်ခြင်းဘာဖြစ်တာတော့စပြီညင်မှန်နှိပ်စက်ခြင်းစတဲ့အချိန်မှာအခန်းကြီး8အခန်းငယ်4မှာဟုတ်ပြီညင်မှန်နှိပ်စက်ခြင်းစပြီလူတွေကဘာဖြစ်တာတော့ကွဲပြားသွားကြပြီဟိုတောင်ဘက်ပြေးတဲ့လူဟာပြေးမြောက်ဘက်ပြေးတဲ့လူဟာပြေးအရှိပြေးတဲ့လူဟာပြေးအနောက်ပြေးတဲ့လူဟာပြေးအဲ့လိုပြေးပြီပဲတဲ့သူတို့ရောက်တဲ့နေရာမှာသူတို့ဘာလုပ်လဲဆိုထို့ကြောင့်အရရသို့ကွဲပြားသောသူတို့သည်လှဲ့လေ၍နှုတ်ကပတ်တော်ဤဟူသောဧဝံဂေလိတရားကိုဟောပြောကြ၏ပြေးတာပြေးနေရတာဒုက္ခသာရောက်နေတာသူတို့ရောက်တဲ့နေရာမှာဘာအကြောင်းဟောတယ်ဧဝံဂေလိတရားဧဝံဂေလိတရားဆိုခုနပြောခဲ့တယ်တကယ်သူသင်ခြင်းကနေရှင်ပြန်ထမြောက်တဲ့တရားထိုသခင်ကိုယုံကြည်လို့ရှိရင်အမင်္ဂလာဆိုတာမရှိဘူးချိန်ချင်းဆိုတာမရှိဘူးဒီဘဝကလည်းလွတ်မြောက်မယ်နောက်ဘဝလည်းလွတ်မြောက်မယ်ဆိုဧဝံဂေလိတရားကိုသူတို့ရောက်တဲ့နေရာမှာသူတို့ကဒုက္ခရောက်နေပေမဲ့ဘာတရားကိုဟောတယ်လဲဟောစရာကြီးနော်ဧဝံဂေလိတရားဟောလို့သူတို့ဘာရောက်တာတော့ဒုက္ခရောက်တာဒုက္ခရောက်ပေမဲ့ရောက်ရှိတဲ့နေရာမှာရောက်သွားတဲ့နေရာမှာဘာကြောင့်ဟောတာတော့ကျွန်တော်တို့အဲ့လိုဟောဖို့အစဉ်သင့်ဖြစ်ပြီလား။ဒီလူတွေကထူးဆန်းတယ်နော်။ရောက်တဲ့နေရာမှာဘာအကြောင်းဟောတာလဲတော့ဧဝံဂေလိတရားအကြောင်းကိုဟောတာ။နော်အဲ့မှာကျမ်းစာဆက်ဖတ်ကြအောင်ဖိလိပ္ပုသည်လည်းဟုတ်ပြီဒီကျမ်းစာကိုဖတ်တယ်ဖိလိပ္ပုကဘယ်မြို့ကိုရောက်သွားတော့ရှမာရိမြို့ကိုရောက်သွားဘယ်သူအကြောင်းဟောတယ်ခရစ်တော်ကြောင့်သူလိုက်ဟောတော့ဘာရတော့ဘာရလဲဘာမှမရဘူးဒါပေမဲ့သူဘယ်သူအကြောင်းဟောတော့ခရစ်တော်ကြောင့်ဟောတယ်မဟောဘဲနဲ့သူဘာဖြစ်တာတော့မနေနိုင်ဘူးဘာဖြစ်တော့အဲ့သခင်ခရစ်တော်ကသူ့ရဲ့ဘဝဖြစ်နေတာသူသိတယ်ဒီသခင်ခရစ်တော်ကိုယုံကြည်ခြင်းကဘဝအသက်တာရဲ့အဓိပ္ပာယ်ရှိခြင်းနဲ့ဘဝအသက်တာရဲ့လွတ်မြောက်ခြင်းဆိုတာသူဘာဖြစ်တာတော့သိတယ်အဲကြောင့်မို့သူဘသူ့ရဲ့အကြောင်းကိုလိုက်ဟောလဲဆိုရင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုလိုက်ဟောတယ်ဧဝံဂေလိတရားကိုဟောတယ်အဲ့တော့လူတွေကဘာကိုကြားလဲဆိုဧဝံဂေလိတရားကိုကြားတယ်ကြားပြီးတဲ့အချိန်မှာတဲ့နတ်ဆိုးဆွဲသောသူတို့အထက်မှာနတ်ဆိုးတို့သည်ထွက်ကြတယ်တဲ့နာမကျမ်းဖြစ်နေတဲ့သူတွေကဘာဖြစ်တာကိုကျမ်းမာခြင်းရကြတယ်တဲ့နောက်ပြီးမှမြို့သူမြို့သားအပေါင်းတို့သည်ဝမ်းမြောက်ခြင်းရှိကြ၏ရဲ့နံပါတ်1ကဘာလဲတော့နတ်ဆိုးဆွဲတဲ့သူတွေကလွတ်မြောက်ခြင်းရတယ်နံပါတ်2ကကျမ်းမာခြင်းရတယ်နံပါတ်3ကဘာရလဲဝမ်းမြောက်ခြင်းရတယ်ဒီ3ခုဖြစ်ပေါ်လာတာဘာကြောင့်ဖြစ်ပေါ်လာဆို तू ကဘာတရားဟောတာလဲတော့ဧဝံဂေလိတရားဟောတာအဲ့ဧဝံဂေလိတရားရောက်သွားပြီဆိုရင်လွတ်မြောက်ခြင်းရှိမယ်ကျမ်းမာခြင်းရှိမယ်ဝမ်းမြောက်ခြင်းရှိမယ်အဲ့ဒီ3ခုရဖို့ရတော့အရင်ဆုံးကျွန်တော်တို့စီမှာဘာအရင်ရောက်လာရမှာလဲဧဝံဂေလိတရားဒီဟူသောယေရှုခရစ်တော်အရင်ရောက်လာရမှာအဲ့မှာခရစ်တော်မရှိရင်ခုနကသင်းဆိုသွားတာပါလေတော့ယေရှုကြောင့်သာယေရှုကြောင့်သာယေရှုကြောင့်သာဝမ်းမြောက်ခြင်းနော်အရင်ဆုံးဖိလိပ္ကဘာတရားဟောလဲဧဝံဂေလိတရားဘုသူရဲ့အကြောင်းတော့ယေရှုခရစ်တော်လူတွေကကြားရလားကြားရတယ်ခုကျွန်တော်ဘာအကြောင်းဟောနေလို့ဧဝံဂေလိတရားပဲဟောတာနော်ခုချိန်ဒီဘာတရားပဲဟောနော်ယုံကြည်တဲ့သူစီမှာလွတ်မြောက်ခြင်းရဲ့ကျမ်းမာခြင်းရဲ့ဝမ်းမြောက်ခြင်းရောက်တယ်နော်ယုံကြည်တဲ့သူစီမှာလွတ်မြောက်ခြင်းရဲ့ကျမ်းမာခြင်းရဲ့ဝမ်းမြောက်ခြင်းရဲ့ရောက်လာဖိလိပ္ကဟောတယ်ယေရှုခရစ်တော်အကြောင်းပဲကျန်တာဘာမှမပြောမင်းတို့ဖခင်เจ้าလာခဲ့အေးတိုက်မယ်လည်းမပြောဘူးကျန်တာဟင်းတိုက်မယ်လည်းမပြောဘူးမူဟင်းကားကျွေးမယ်လည်းမပြောဘူးဖခင်เจ้าလာလို့ရှိရင်ကလေးတွေအယုတ်ပေးမယ်လည်းမ
မပြောဘူးပိုက်ဆံပေးမယ်လဲမပြောဘူးဘာပဲပြောတော့ယေရှုခရစ်တော်ဒီသေခြင်းကနေရှင်ပြန်ထမြောက်တယ်ယုံကြည်တဲ့သူကတဲ့နတ်ဆိုးတွေကနေလွတ်မြောက်တယ်တဲ့ကျမ်းမာခြင်းရတယ်တဲ့ဝမ်းမြောက်ခြင်းရှိတယ်တဲ့နော်ဒီထရသူတွေအဲ့ဒီယုံကြည်ခြင်းနဲ့ဒါတွေကိုရတဲ့သူဖြစ်ပါစေဟုတ်ပြီအဲ့လိုဆက်ဟောတဲ့ချိန်ကျတော့အခန်းငယ်9ကနေဆက်ဖတ်ကြည့်အောင်ရှီမုန်ဟုတ်ပြီအဲ့မှာရှာမာရိမြို့မှာဘယ်သူရှိတယ်ဆိုရှီမုန်ဆိုတာရှိတယ်။ तू ကဘာလှုပ်စားတော့နတ်ဆရာနတ်ကနာလိုက်စားတဲ့သူအဲ့လူကိုဒီဖိလိကခရစ်တော်အကြောင်းကိုလိုက်ဟောတာအဲ့လူကိုတွေ့တဲ့အချိန်ကျလည်းဘာအကြောင်းဟောလိုက်တော့ခရစ်တော်အကြောင်းဟောလိုက်တယ်အဲ့လူကဘာဖြစ်သွားတော့အဲ့လူကဘာဖြစ်သွားတော့သူကိုယ်တိုင်ယုံကြည်ပြီးမှသခင်ခရစ်တော်ကိုဘာဖြစ်တာတော့ယုံကြည်ပြီးမှဘာခံတာတော့စေကြောခြင်းခံပြီးမှယုံကြည်သူဖြစ်တာနတ်ကတော်ကိုတွေ့တာဒီနတ်ဝိဇ္ဇာကိုတွေ့တာ तू ကဘသူ့အကြောင်းဟောလိုက်တာတော့ယေရှုခရစ်တော်အကြောင်းဟောလိုက်တာအဲ့ဒါပဲကယ်တင်ခြင်းကိုယုံတဲ့သူကအဲ့ဒါပဲနတ်ကတော်တွေ့တယ်ဘာဟောပြလိုက်တာတော့ယေရှုခရစ်တော်အကြောင်းဟောပြတာနတ်ဝိဇ္ဇာအတက်ကိုတွေ့တယ်ဆိုယေရှုခရစ်တော်အကြောင်းဟောပြတာကျွန်တော်တို့ကမယုံကြည်တော့နတ်ကတော်သွားထိုးတာကွာတာနော်ဖိလိတိကနတ်ကတော့နတ်ဝိဇ္ဇာအတက်တွေ့တဲ့လူကြတော့ဘာဖြစ်တာတော့ဟောပြလိုက်တာဘသူ့အကြောင်းဟောလိုက်တာတော့ကက်သလစ်တွေကမပါကက်သလစ်တွေခရစ်ယာန်ခရစ်စီကလည်းအာမင်မပါနော်ကျမ်းစာထဲမှာအဲ့လိုပါတာနော်နားလည်လားမသိဘူးယုံကြည်သူရဲ့အသက်တာဆိုအဲ့ဒါယုံကြည်သူရဲ့အသက်တာဆိုတာအဲ့ဒါဖြားတာလဲ9ရက်ရှိပြီယောဂါလဲရှာလို့မတွေ့ဘူးကျွန်တော်ပြောမယ်အခုကိုဗစ်နောက်ပိုင်းမှာယောဂါရှာလို့မတွေ့တော့ဘူးတချို့ဖြားတဲ့ဟာတွေကလေကိုဆရာဝန်တွေနဲ့ကျွန်တော်အလုပ်လုပ်နေစသိတယ်ကိုဗစ်ဖြစ်ပြီးတဲ့အချိန်မှာလူတွေရဲ့အေးပြတော့စကားအင်္ဂလိပ်လိုမေ့နေဘယ်လိုပြောလဲခန္ဓာဗာလဲbody အဲ့လိုပြောနော် body resistant ကပြောင်းသွားတယ်ကျွန်တော်တို့ငါကကိုဗစ်မဖြစ်ဘူးလို့ကိုပြောကြပါမယ်လူတော်တော်များများပါဖြစ်တာဖြစ် body sign မပေါ်တာပဲရှိတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ body system ကဘာဖြစ်နေလဲပြောင်းတယ်အဲ့မှာကျွန်တော်တစ်ခါတလေအခုနောက်ပိုင်းမှာဖျားတဲ့အချိန်ကျတော့ယောဂဘာမလုပ်ဘူးလဲဆိုတချို့ဟာလေမပြဘူးဖျားတော့ဖျားနေတယ်သွားစစ်လိုက်ရင်အကုန်လုံးကဘာဖြစ်တော့ပုံမှန်ဖြစ်နေတန်တရားဖြစ်လာတယ်ဟာပုံမှန်နဲ့ဆရာဝန်ကဘာဖြစ်တာတော့သွေးစစ်တာလည်းဘာမှမပေါ်တော့ဘူးမပါစီရောက်သွားလူကနော်9ရက်လောက်ဖျားလို့တိတ်ဘာမှမဖြစ်တော့ဘူးကမဖြစ်ဘူးဆိုဘာဖြစ်လာပြီလို့မပါဟုတ်ဒီမှာကျွန်တော်ဘာကိုပြောပြချင်တာလဲကျွန်တော်ခရစ်ယာန်တွေအလို့မရဘူးခရစ်ယာန်တွေအလို့မရဘူးကျွန်တော်တို့အလို့သူများစီသွားပြီးမပါပြောတာဒီမှာဖိလိပ္ပုကနတ်ဝိဇ္ဇာအတက်တွေ့တဲ့သူကိုဘာလို့ဖြစ်လိုက်တာဘသူ့ကြောင့်ဟောပြတာဒီဘာဖြစ်လို့လဲငါယုံကြည်တဲ့ယေရှုခရစ်တော်ကမင်းကိုးကွယ်နေတဲ့နတ်တွေထက်ပိုပြီးမှတကိုးရှိရဆိုသူဘာလို့ဖြစ်တာကိုတက်သေးခံဖြစ်တာတက်သေးအဲ့တော့ခုနနတ်ဝိဇ္ဇာအတက်တဲ့သူကဘာဖြစ်လာသလဲဘာဖြစ်လာလဲယုံကြည်သူအဲ့ဒါခရစ်ယာန်ဖြစ်တယ်ဆိုတာအပေါ်ယံလေးဖြစ်လို့မရဘူးနော်ဒါမျိုးဖြစ်ရမှာခရစ်ယာန်ဖြစ်တယ်ဆိုတာနော်နားလည်လားမသိဘူးနော်ခဏလေးတော့နားပေးဦးမယ်ခင်ဗျားတို့ကြည့်ပြီးတနာလို့
ကန်နဲ့တူတူပဲမင်းဖွဲ့နေရှိတယ်နော်โอเคကျွန်တော်ဆက်ပြောစရာတော့ရှိတယ်ဒါပေမဲ့ဒီလောက်ထိပြောတာတော်တော်ရပြီထင်တယ်နော်ခရိယန်ဖြစ်တယ်ဆိုတော့လေကံကောင်းတယ်ကံဆိုးတယ်ဆိုတာရှိလားရှိပါဘူးရှိဘူးနော်အာဖရားရဲ့ကျေးဇူးတော်ပဲရက်ရတာရှိလားမရှိပါဘူးပြတ်သလားဆိုတာရောမရှိပါဘူးရက်ခုနှစ်ရက်လုံးကိုဘယ်သူဖန်ဆင်းတာဘုရားသခင်ဖန်ဆင်းတာနာနေနေတို့ဗါတဲ့ကံနေနေတို့ဘာလို့ရှိလားရှိပါဘူးကံနေလို့ရှိရင်ဟိုဘာလဲပယံခေါ်ဒီလက်နေလဲလို့နေပါနော်ဒီလက်နေလဲလို့နေပါပယံခေါ်တော့အင်္ဂလိပ်ကောင်းထဲလုံးနော်ကဲအဲ့ဒါတွေမရှိဘူးနော်သခင်ခရစ်တော်အဲ့ဒါတွေအားလုံးဘာလုပ်ခဲ့ပြီလဲဆိုရင်ရိုက်ချိုးခြေဖြတ်ခဲ့ပြီဟုတ်ကြားရလားကြားရနော်သခင်ခရစ်တော်အဲ့ဒါတွေအားလုံးဘာလို့ရိုက်ချိုးခြေဖြတ်ခဲ့ပြီကျွန်တော်တို့ကဘာလုပ်ဖို့ပဲလုပ်လဲဆိုယုံကြည်ဖို့ပဲလုပ်လဲနော်ကျွန်တော်တို့ကယုံကြည်ဖို့ပဲဆိုအချင်းတွေ့ချင်းရှင်တော့နောက်တစ်ခေါက်ပြန်ဆုံးမယ်နော်အမှန်တော့ကျွန်တော်လုံးချင်တာတင်တယ်ဒါပေမဲ့ဘုရားသခင်အလိုတော်နဲ့ရုံးမှထိုင်နေရတယ်နော်နှစ်လတစ်ခါလောက်လုပ်ရင်လာမလားမလာပါဘူးတဲ့နော်ဘာသာခိုင်လာမလားနှစ်လတစ်ခါအဲ့ကြရင်တော့ဝါဆိုရင်ဆိုလို့ရအခုကဒီတစ်ခေါက်တော့မရဘူး live လွှင့်ထားတော့ဒီတစ်ခေါက်တော့မရဘူးတော့ဆိုချင်လို့ရှိရင် live လွှင့်တာပိတ်ပြီးမှဆိုခိုင်းရဆိုတော့ကျွန်တော်ခဏနားရအောင်